အဲ့တော့ကျွန်တော်နာမည်ကတော့ Ipurism မှာကျွန်တော် Test Story Project မှာပေါ့နော်ကျွန်တော်တို့မှာ co-founder 3ယောက်ရှိရဲ့အဲထဲမှာတစ်ယောက်ဖြစ်ပါတယ်နောက်တစ်ခုကလောလောဆယ်ကတော့ဟို strategic partnership lead ဆိုပြီးတော့တခြားအဖွဲ့အစည်းတွေနဲ့ partner လုပ်တဲ့အဟာကိုဦးဆောင်ပြီးလုပ်တယ်လို့ခေါင်းစဉ်တစ်ထားတော်ညာနေလေလိုအပ်တဲ့နေရာမှာဝင်ပြီးတော့လုပ်နေပါတယ်ပေါ့လေဒီနေ့ကတော့ Test Story အကြောင်းကိုပြောမယ် Test Story ကိုသိပြီးတဲ့လူတွေလည်းရှိမယ်ပေါ့နော်မသိတဲ့လူလည်းရှိမယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ Test Story အကြောင်းပြောမယ်နောက်တစ်ခါကျွန်တော်ဒီ Test Story ကိုစပြီးတည်ထောင်တဲ့နေ့ကနေဒီနေ့ဆိုရင်17နှစ်ကျော်ဖြစ်တဲ့အတွက်ကျွန်တော်တို့မှာသင်ခန်းစာယူစရာလေးတွေရှိတယ်အဲ့ဒီဟာလေးတွေကိုကျွန်တော်တို့မျှဝေသွားမယ်လို့မျှဝေသွားမယ်ပေါ့နော်အဲ့တော့အချိန်ကတော့ကျွန်တော်တစ်နာရီခွဲပေးထားတယ်ဒါပေမဲ့ကျွန်တော်ကြီးပဲပြောသွားတာမျိုးမဟုတ်ဘဲနဲ့တချို့ကျွန်တော်ပြောတဲ့ဟာမှာမရှင်းတာမျိုးရှိရင်ဒါမှမဟုတ်ရင်နားမလည်တာမျိုးရှိရင်ဒါမှမဟုတ်လည်းပြန်ပြီးတော့မေးချင်တာရှိမေးလို့ရတယ်ပေါ့နော်အဲ့လိုပဲပထမအပိုင်းမှာတော့ test story အကြောင်းကိုပြောပြပြီးတော့မှကျွန်တော်ဒီဟာလေးတွေပေါ့နော်ပြောချင်ပါတယ်ပေါ့ဟုတ်အဲ့တော့ဟိုလေ test story အကြောင်းသိပြီးတဲ့လူတွေရှိလာရင်ကျွန်တော်နည်းနည်းလောက် test story ကိုကြားဘူးရဲ့လူဒါမှမဟုတ်နည်းနည်းပိုသိရဲ့လူများရှိရဆိုကျွန်တော်တခုခု reaction လေးများပေးလို့ရမလားပေါ့မတီတီစိန်ကျွန်တော်သိရဲ့မတီတီစိန်လားဆိုဖီယာโอเคဟုတ်တွေ့ရတာဝမ်းသာပါတယ်ပြန်တွေ့ရတာဝမ်းသာပါတယ်တကယ်လို့ကျွန်တော်တို့ကင်မရာမဖွင့်လာတော့မသိတော့ဘူးเนาะတကယ်လို့များဖြစ်ဟိုပါဖြစ်ကျွန်တော်ကလောလောဆယ်မှာခုနရှင်းပြထားသလိုပဲ Test Story ရဲ့ co-founder တစ်ယောက်ဖြစ်တယ်နောက်တစ်ခုကဒီ social enterprise နဲ့ပတ်သက်ပြီးတော့လူမှုအကျိုးပြုစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဗောနော်2015လောက်ကလေး2014-15မှာကိုယ့်ကိုယ်တင်ယူတယ်နောက် British Council ကနေပြီးတဲ့တင်တန်းတွေတက်တယ်စဉ်ဆက်မပြတ်ပေါ့နော်ဟိုလိုမျိုး certificate အကြီးကြီးပါတော့ရထားတာမျိုးမရှိဘူးတိုးတော်လဲကိုယ့်ကိုစဉ်ဆက်မပြတ်ဒီနေ့ဒီအချိန်ထိလေးလာတင်ယူနေစေဖြစ်တယ်ပေါ့နော်အဲ့လိုကိုယ့်ကိုတင်ယူတဲ့အပြင်မှာ British Council က training တွေနဲ့တခြားသောတငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ဟို2016 19 18 19မှာတော့ကျွန်တော် test တွေရပို့ပြီးတော့အလုပ်များလာတဲ့အတွက်နားလိုက်တယ်တခြားသောလူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းရှင်တွေကိုလုပ်ငန်းရှင်ဖြစ်ရှင်တဲ့သူတွေရဲ့လုပ်ငန်းရှင်ဘောနော်ဖြစ်နေပြီးသားလူတွေကိုကျွန်တော်သင်တန်းနေပေးတာရှိတယ်နောက် British Council ကနေပြီးသွားတဲ့အခါမှာတော့တချို့အဖွဲ့အစည်းတွေကတည်တက်လာပြီးတော့အကူအညီတောင်းတဲ့အခါမှာလည်းကျွန်တော်တက်တည်တဲ့ဟာလေးကိုရှင်းပြပေးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်2016မှာတော့ဒီအဲ့တော့ကတော့ကျွန်တော်လူငယ်ကိုလူငယ်လူမှုအကျိုးပြုစီးပွားရေးပညာရှင်တော့မဟုတ်ဘူးနော်လူမှုအကျိုးပြုစီးပွားရေးဟာလေးကျွန်တော်အသိမဲ့ပြုခံရတယ်ပေါ့လေနောက်ကျွန်တော်အကြောင်းလုံးကတော့မြန်မာပြည်မှာတော့ engineering နဲ့ကျွန်တော်အကြောင်းတက်တယ်master ထိရခဲ့တယ်Nobel College မှာကျွန်တော်ဆရာမခဏဝင်လုပ်တယ်အဲ့လုပ်နေတဲ့အချိန်မှာပဲ test story ရစလုပ်ဖြစ်တယ်ပေါ့နော်လုပ်ဖြစ်တဲ့အခါမှာတော့ test story ကိုကျွန်တော်ဦးစားပေးပြီးတော့ဒီ career ဒီအလုပ်ငန်းခွင်ကိုကျွန်တော်ရွေးချယ်လိုက်တယ်ပေါ့လေရွေးချယ်လိုက်တယ်ဒါပေမဲ့အဲ့မှာဖြစ်တာလဲဆို2012မှာအထိကိုကျွန်တော်ကစီးပွားရေး background လည်းမရှိဘူးနောက်တစ်ခုကဒီပညာရေး background လည်းမရှိဘူးပေါ့နော်ပညာရေးနောက်ခံလည်းမရှိတဲ့အတွက်နည်းနည်းခက်ခဲခဲ့တာရှိတယ်ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ကျွန်တော်2023 2024မှာတော့ဒီစီးပွားရေးနဲ့ management နဲ့နည်းနည်းပါးဆက်လင်းသောပညာရပ်ကိုသင်ခွင့်ရခဲ့တယ်ပေါ့နော်အဲ့ဒါတော့ Australia မှာသင်ခွင့်ရခဲ့တယ်ကျွန်တော်ယုံကြည်ချက်ကတော့ဒီ test story နဲ့ပတ်သက်ပြီးယုံကြည်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကဘာကြီးမှာပြဿနာကြီးအများကြီးဖြစ်နေတယ်ကျွန်တော်တို့အသက်အကြီးပိုင်းနေ20ကျော်ဒါမှမဟုတ်လည်း16နှစ်10ကျော်သက်တွေ20ကျော်တွေ30ကျော်တွေ40ကျော်တွေပေါ့နော်ဒီအများကြီးဒီလိုအသက်တွေကြီးလာတဲ့အထိမှာသူတို့ပြဿနာကြီးကျွန်တော်တို့ပြဿနာကြီးကကြားတာအတူတူပဲကျွန်တော်ငယ်ငယ်တုန်းကလူတစ်ယောက်ကသူ့ရဲ့ငွေကြေးပြဿနာတွေရှိမယ်လူမှုရေးပြဿနာတွေရှိမယ်ငယ်ငယ်တုန်းကလည်းဒီပြဿနာကိုမဖြူတာဖြစ်ခဲ့တယ်ကြီးလာတော့ဒီပြဿနာတွေမနေရဖြစ်နေတယ်မဝါဖြစ်တယ်ကျွန်တော်တို့အသက်တွေသာပြောင်းသွားတယ်ပေါ့နော်ပြဿနာတွေကအများကြီးရှိနေတူတူပဲအဲ့တော့အဲ့တချို့ပြဿနာတွေကိုကျွန်တော်တို့စဉ်းစားတဲ့အခါမှာတချို့ပြဿနာတွေကကျွန်တော်တို့မတင်ယူခဲ့ရတာပေါ့နော်ကျွန်တော်တို့ဝင်းကျင်ကလည်းမတင်ပေးရဖြစ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဘဝတစ်ချောက်တာလုံးသူတို့ကိုယ်တိုင်လည်းမတင်ခဲ့ရဖြစ်နိုင်တယ်တချို့ပြဿနာတွေကအသက်တွေဖြစ်နိုင်တယ်ပေါ့နော်
ရှုအဲ့ဒါကိုကျွန်တော်တို့ကပြန်လေ့လာလိုက်တဲ့အခါမှာတချို့ပြဿနာတွေကကျွန်တော်တို့ငငယ်လေးရတာတည်လာခဲ့မယ်ဆိုရင်ကျွန်တော်တို့အသက်10ကျော်သက်ပဲဖြစ်ဖြစ်အသက်20ပဲဖြစ်ဖြစ်30ဖြစ်ဖြစ်40ဖြစ်ဖြစ်အဲ့လောက်ကြာရင်ကျွန်တော်တို့ဒီပြဿနာတွေကိုကိုက်တွယ်ဖြေရှင်းပုံတွေကွဲသွားမယ်ပေါ့နော်ကျွန်တော်တို့အသိပညာတွေကွဲသွားမယ်ပေါ့နော်ပို့ပြီးတော့လူတွေကတဟဆတာဖြစ်စွာနေနိုင်မယ်လို့ဆိုတော့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့အဲ့ဒီပြဿနာတွေကိုငငယ်လေးကလူတွေဘယ်လိုသင်မလဲဆိုတဲ့ဟာကိုပေါ့နော်ဘယ်လိုသင်မလဲပေါ့အဲ့ဒါကြရင်ဘယ်လိုခေါ်မလဲကလေးတွေကိုတင်มาဖြစ်တဲ့အတွက်ကလေးပုံစံနဲ့ကိုက်ညီသောပုံမြင်တွေဖန်တီးမယ်ပျော်စရာကောင်းတာတွေဖန်တီးပြီးတော့သင်ယူလို့ရတယ်ဆိုတဲ့ယုံကြည်ချက်ကိုရှိတယ်အဲ့တော့အချုပ်ပြောရမယ်ဆိုရင်တော့ခုနဟာကိုတကယ်ပေါ့နော်လူတွေကိုပေါ့နော်ဒီကောင်းတာတွေဖြစ်စေခြင်းနဲ့ဒီလူမှုပြဿနာတွေကိုဖြေရှင်းဖို့ဆိုရင်ငယ်ငယ်ကလေးကနေအဲ့ပြဿနာလေးတွေကိုကလေးအရွယ်ပြဿနာလေးဖြစ်ပြဿနာအကြီးတော့မဖြေရှင်းဘူးပေါ့ဘာလို့ကလေးဆိုရင်ကလေးအရွယ်နဲ့တင့်လျော်တော့ပြဿနာအဖြစ်သေးလေးတွေဖန်တီးပြီးတော့သူတို့ကိုစပြီးတော့အဲ့ပြဿနာတွေကိုမိတ်ဆက်ပေးမယ်ပြဿနာဖြေရှင်းနည်းဥပမာတွေကိုကျွန်တော်တို့ကအများကြီးပြထားမယ်ဆိုရင်သူတို့အရွယ်ရောက်တဲ့အခါကျရင်သူတို့ကအဲ့ပြဿနာကိုကိုင်တွယ်ဖြေရှင်းတဲ့အခါကျရင်သူတို့မှာဒီပြဿနာကိုဒီလိုဖြေရှင်းရင်ဒီလိုရလက်မျိုးရနိုင်တယ်ဆိုတဲ့အကြမ်းမြင့်ကိုသူတို့နားလည်သွားတဲ့အခါမှာသူတို့ကပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာပိုတော်လာမယ်ဆိုတဲ့ယုံကြည်ချက်ကျွန်တော်မှာရှိရပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ယုံကြည်ချက်ကြောင့်တော့ test story ကိုစခဲ့ရတော့မဟုတ်ဘူးပေါ့နော်ဒီယုံကြည်ချက်ကတော့ test story မှာလုပ်ပြီးကင်ရင်းနဲ့ကျွန်တော်တိဆောက်လာတဲ့ယုံကြည်ချက်ဖြစ်တယ်အဲ့တော့ test story ကဘယ်လိုစသလဲဆိုရင်တော့ကျွန်တော်ရဲ့ personal ပေါ့နော်ဒါကတော့အားလုံးသိတဲ့အတိုင်းမြန်မာနိုင်ငံကကမ္ဘာမှာအရှေ့ဆုံးသောပြည်တွင်းစစ်နဲ့မတည်ငြိမ်မှုဖြစ်တဲ့မြို့ပေါ့နော်နိုင်ငံကြီးတစ်ခုဖြစ်တယ်ပေါ့လေအဲ့တော့ကျွန်တော်လည်းတိုင်းရင်းသားဖြစ်တဲ့အတွက်အဲ့ဒီရဲ့ဒဏ်ကိုခံရတယ်နောက်တစ်ခုကဒါပေမဲ့ကျွန်တော်ကရန်ကုန်တို့ဒီလိုမျိုးဘယ်လိုခေါ်မလဲမြန်မာဗမာ community မှာကြီးပြင်းတဲ့သူဖြစ်တယ်ပေါ့နော်စစ်တမ်းကိုတော့ဟိုကိုယ်တိုင်ကိုကြမခံစားဘူးကျွန်တော်မိဘတွေခံစားရတယ်ကျွန်တော်တငယ်ချင်းမိဘတွေခံစားရတယ်ပေါ့နော်အဲ့တော့ဒီစစ်တမ်းတွေကိုကျွန်တော်တို့ကကြုံသိလာတယ်အဲ့တော့2012 2009 2010 12အဲ့ကာလမှာတော့ကျွန်တော်လည်းအိမ်လူငယ်လည်းဖြစ်နေသေးတဲ့ကာလဖြစ်တယ်နောက်တစ်ခုကဒီသတင်းအချက်လက်ကလည်းအကန့်အသတ်ဖြစ်နေတဲ့ကာလမျိုးမှာတော့ကျွန်တော်ကဘယ်လိုဖြစ်လဲဆိုရင်ကိုလေ message ကိုတော့ကျွန်တော်စစ်ဖို့မလွယ်ဘူးပေါ့နော်အဲ့တော့တခုပြန်ပြောချင်တယ်ဆိုရင်ပြောလို့ရပါတယ်လက်ထောက်ပြီးပြောလို့ရတယ်နော်ချက်ချင်း response မလုပ်စေချင်သေးဘူးဆိုလည်းရပါတယ်ဒါremind ပြန်လုပ်တာပေါ့နော် message စစ်ဖို့တော့မလွယ်ဘူးဖြစ်တဲ့အတွက်လေအဲ့တော့ဒီလိုပြဿနာတွေအများကြီးဖြစ်တဲ့အခါဖြစ်နေတဲ့နိုင်ငံပေါ့နော်အဲ့တော့ကျွန်တော်ကငယ်ငယ်တုန်းကတော့ဒီပြဿနာကဘယ်သူကြောင့်ဖြစ်တယ်ဘလို့ဖြစ်တယ်ဆိုတာတော့နားမလည်နိုင်တဲ့ဉာဏ်ပညာလည်းမရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ထုံးစံတိုင်းအစိုးရကျောင်းမှာကျောင်းပြီးတယ်ပြီးတော့ engineer ဖြစ်ဖို့အတွက်ရုန်းကန်ရတယ်ပေါ့နော် engineer ဖြစ်ဖို့ရုန်းကန်ရတဲ့အချိန်မှာတော့ကလေအားလက်ချိန်ဆိုတာနည်းနည်းရှားတယ်လေစာရီအရင်စူးစမ်းနေလို့အားလက်ချိန်ဖြစ်တာမဟုတ်ဘူးအေးကနေတက္ကသိုလ်သွားဖို့အတွက်ကိုအဝေးသွားရတာရှိတယ်ပြီးရင်တက္ကသိုလ်မှာလည်းစာသင်တာတဲ့သိရမလားအကြောင်းခေါ်ချိန်မှန်ဖို့ပိုအေးကြည့်ရယ်တက္ကသိုလ်မှာအပြင်မှာကျူရှင်တက်ရတယ်ဆိုတော့အပြင်ဟာလေ့လာဖို့ကပိုင်းနဲ့ဆက်ပြီးတော့တွေးခေါ်ဖို့ဆိုတာအရင်အကန့်အသတ်ဖြစ်ခဲ့ရပေါ့နော်အဲ့လိုဖြစ်ခဲ့တာတော့မှကျွန်တော်တို့ကဘယ်လိုတွေးရလဲဆိုတော့2008နောက်ပိုင်းနာဂစ်ကာလပိုင်းမှာပြီးတဲ့အခါမှာလူငယ်တော်တော်များများကပရဟိတအဖွဲ့တွေစပြီးတည်ထောင်လာတယ်ပေါ့နော်အဓိကတည်ထောင်ရတဲ့ရည်ရွယ်ချက်ကတော့ကိုနီးစပ်ရာ community မှာရှိတဲ့သူတွေကိုကူညီခြင်းတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လူငယ်တွေအများစုတည်းမှာကျွန်တော်တို့လည်းပါတယ်ကျွန်တော်တို့လည်းကလေးတွေအတွက်ကိုဘယ်လိုခေါ်မလဲတစ်ခုလုပ်ပေးခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပညာရေးကိုကျွန်တော်အမေကဆရာမမို့လို့လားတော့မသိဘူးကျွန်တော်ပညာရေးကိုယုံကြည်တယ်ပညာတက်တယ်ဘာလို့ဆိုမိဘတွေကလည်းကျွန်တော်တို့အမွေမပေးနိုင်ဘူးပညာပဲတက်အောင်သင်ကြအဲ့လိုမျိုးသင်ယူခံရတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီပညာရေးသာလူတွေတိုးတက်ပြောင်းလဲလာရမယ်ဆိုရင်လူအများကြီးပညာတက်လာမယ်ဆိုရင်ကျွန်တော်နိုင်ငံပိုပြောင်းလဲနိုင်လို့ကျွန်တော်ယုံကြည်ရဲ့အတွက်ဒီ2009မှာကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ pride အဖွဲ့တွေအဖြစ်ရှိလာတယ်ပေါ့နော်2009မှာ pride ဖွဲ့ရှိတယ်အဲ့ချိန်မှာဒီမှာတော့အခုပြထားတဲ့test story ကိုဘယ်လိုစခဲ့တယ်လဲဆိုတဲ့နေရာမှာတော့ကျွန်တော်အဖွဲ့မပါဘူးပေါ့ဘာလို့လဲဆိုတော့ကျွန်တော်အဖွဲ့ကတော့အဖွဲ့လိုက်ကြီးပါကူညီခဲ့တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်အဖွဲ့ထဲမှာကျွန်တော်ကဒီအဖွဲ့ထဲကိုဝင်တာဆိုတော့ကျွန်တော်အဖွဲ့ကိုဒီမှာ mention မလုပ်ထားဘူးဒါပေမဲ့ကျွန်တော်အဖွဲ့ကဘယ်လိုအဖွဲ့မျိုးလဲဆိုတော့ तू ကဒီစေနာရှင်လူငယ်များအဖွဲ့နဲ့တူရယ်ပေါ့နော်ဘယ်လိုတူတယ်လဲဆိုရင်ကျွန်တော်တို့ကလာစဉ်ကျွန်တော်မိုးဘိုးတွေစုတယ်ပြီးရင်
လစဉ်ဘကကျောင်းတွေသီလရှင်ကျောင်းတွေခရစ်ယာန်ကျောင်းတွေမွတ်စလင်ကျောင်းတွေအစ္စလမ်ကျောင်းတွေကိုသွားပြီးတော့စာအုပ်စာတမ်းတွေလှူတယ်ထမင်းကျွေးတယ်တန်ရှင်းရေးလုပ်ပေးရမယ်ဆိုတန်ရှင်းရေးလုပ်ပေးတယ်တခါကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေရှိရဥပမာဘာတွေလဲဆိုရင်ဆေးကုပေးတာတို့သွားကျန်းမာရေးစစ်ပေးတာကျွန်တော်တို့ကအင်ဂျင်နီယာကျောင်းသားတွေလीနော်အဲ့ဒါတွေမလုပ်တတ်ဘူးကျွန်တော်တို့ကအဲ့ပတ်စံစုပြီးတော့လှူတာပဲလုပ်တတ်တယ်အဲ့တော့အဲ့လိုမျိုးသွားကုပေးတာတို့ခန္ဓာကိုယ်ကျန်းမာရေးစစ်ပေးတာမျိုးဆိုတော့ကျွန်တော်တို့တငယ်ချင်းတွေကိုသွားပြီးတော့ဒီကျောင်းမှာတော့သွားစစ်ဖို့လိုတယ်ညီတို့သွားဆရာဝန်တွေလာပြီးတော့စစ်ပေးပါလားဆိုရင်သူတို့လာစစ်ပေးကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့2012မှာအဲ့လိုပဲကျွန်တော်တို့ဒီလိုစပြီးလုပ်နေတဲ့အချိန်မှာ2009ပါပဲကျွန်တော်တို့စတဲ့အချိန်မှာပဲမြန်မာပုံမျိုးသူများအဖွဲ့ဆိုတာရှိတယ်သူတို့ကကျတော့လှူတဲ့တန်းတွေလောက်တာမဟုတ်ဘူးဒါပေမဲ့သူတို့ကကျောင်းတွေသွားပြီးပုံမြင်ပြောပြတာပုံမြင်ဖက်ပြရလည်းမဟုတ်ပုံမြင်ပြောပြတာအဲ့တော့ကျွန်တော်တို့2012မှာကျွန်တော်တို့တငယ်ချင်းတွေဖြစ်တယ်။ဘာလို့ဆို Pride လုပ်ရင်းနဲ့ရန်ကုန်မှာဒီလိုပဲတွေ့ကြရင်တငယ်ချင်းတွေဖြစ်တဲ့အခါမှာကျွန်တော်တို့ကပွဲတစ်ခုသွားပြီဆိုရင်ကျွန်တော်ကပုံမြင်လည်းမပြောတတ်ဘူးလေ။အဲ့တော့နောက်ခုကဆေးလည်းမကုတတ်ဘူးဆိုတော့ဆေးကုတတ်တဲ့အဖွဲ့ကိုခေါ်တယ်ပုံမြင်ပြောတတ်တယ်ခေါ်တယ်။ဒီလိုပဲစေနာရှင်လူငယ်များကလည်းကျွန်တော်တို့ကိုဖိတ်တယ်။တခါကျရင်သူတို့လူနေလို့ဒီเจ้าကလူများတယ်။တက်ရှင်းလို့ဖို့လူပို့လို့တယ်။ငါတို့လက်ကုပါအောင်ဆိုကျွန်တော်တို့လူသွားကုကြတယ်။အဲ့လိုနဲ့ပူပေါင်းပြီးတဲ့အခါမှာကျွန်တော်တို့ဘာလို့တွေးချင်သွားလဲဆိုတော့ကျွန်တော်တို့ကလစဉ်เจ้าတွေသွားတယ်လှူတဲ့ရွေးအကြောင်းကိုရွေးရပေါ့နော်မရွေးခင်မှာလည်းမတူညီတဲ့အကြောင်းတွေကိုကျွန်တော်ကလေ့လာရေးစဉ်းစားရေးရှိတယ်ဘယ်အကြောင်းကတော့ပိုလို့လဲဘယ်အကြောင်းကတော့ပိုမလို့ဘူးလဲဆိုတာကိုရွေးရအခါမှာကျွန်တော်တို့ကဘာတွေ့သွားလဲဆိုတော့ကလေးတွေမှာပုံမြင်စာအုပ်ဖတ်စရာမရှိဘူးအဓိကကျွန်တော်ငငယ်တုန်းကလည်းပုံမြင်နဲ့ကြီးလာတာဖြစ်တယ်ကျွန်တော်ကတိုင်းမစော့တတ်ဘူးပေါ့နော်မစော့ဘဲနဲ့ဒေါင်းလေးမှာစာအုပ်ဖတ်ရတာပိုကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့ဘက်ကအကြောင်းတွေကိုသွားတဲ့အခါမှာဘာတွေ့လဲဆိုရင်သူတို့မှာစာကြည့်လိုက်ရှိသလားသူတို့ဒီလိုပေါ့နော်စော့တာတွေကဘာတွေရှိသလဲဘောလုံးကန်ကြသလားပေါ့ဒါမှမဟုတ်လေသူတို့စာဖတ်လားဆိုတော့အဲ့အမျိုးကိုကျွန်တော်လိုက်ကြည့်တဲ့အခါမှာသူတို့စာကြည့်လိုက်မရှိဘူးဆိုတာသိတဲ့အခါမှာကျွန်တော်တို့ဒီ test story ကိုစလာခဲ့ရပေါ့နော်သက်စတိုကြီးက2014မတိုင်ခင်မှာဘာတွေစပြီးတွေ့သလဲဆိုရင်စာအုပ်ပုံမြင်အများစုကတခြားနိုင်ငံကနေဘာသာပြန်တဲ့စာအုပ်တွေဖြစ်တယ်ကျွန်တော်ဒီနေရာမှာဘာသာပြန်တဲ့စာအုပ်ကိုမကောင်းလို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့အဲ့ကာလတုန်းကတော့ဘာသာပြန်တဲ့စာအုပ်အများစုရှိခဲ့တယ်နောက်တစ်ခုကပုံမြင်အများစုကဗမာတိုင်းရင်းသားနဲ့ဒီဗုဒ္ဓဘာသာကိုပို့ပြီးတော့အမ်အထူးပြုတဲ့စာအုပ်အများဆုံးဖြစ်တယ်ပေါ့နော်ဒါကလည်းဘယ်လိုခေါ်မလဲစာအုပ်ထုတ်တဲ့နေရာအများစုကဒီနေရာလေးဖြစ်တော့အဲ့အရာတွေပုံများနေရပေါ့နော်နောက်တစ်ခုတချို့ပုံမြင်တွေကဆိုရင်ဒီခေတ်ကာလနဲ့မကိုက်ညီတော့တဲ့ပုံမြင်တွေဖြစ်တယ်ဥပမာဟီးရိုးပုံမြင်တွေရှိတယ်ဟီးရိုးပုံမြင်ဆိုတာဥပမာဘယ်တိုင်းရင်းသားနဲ့ဘယ်တိုင်းရင်းသားမှာဘယ်တိုင်းရင်းသားပိုကောင်းပါတယ်ဆိုတဲ့ပုံမြင်မျိုးတွေရှိတယ်တချို့ပုံမြင်တွေကြတော့စာရွက်သားတွေမကောင်းဘူးပုံတွေကအယောင်မဆုံးတော့ဘဲနဲ့ပြင်းစရာကောင်းတဲ့ပုံမြင်တွေကျွန်တော်တို့တွေ့လာရပေါ့နော်အဲ့တော့ကျွန်တော်ကဒီ stationery တွေဒီ library အတွက်စာအုပ်ဝယ်ရတဲ့တာဝန်ကိုအဓိကလုပ်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဝယ်ရတာလည်းကြိုက်တာဖြစ်တဲ့အတွက်အဲ့တော့2008ခုနှစ်လောက်ကလေးကစပြီးတော့2014လောက်ထိကိုဒီဟာတွေကလစဉ်ပုံမှန်ဝယ်ရဖြစ်တဲ့အတွက်ဈေးကွက်မှာဈေးကွက် marketing ဆင်းတာတော့မဟုတ်တော့ညာလေဈေးကွက်မှာဒီစာအုပ်ပဲရှိတယ်တစ်ခါလာလဲဒီစာအုပ်တစ်ခါလာလဲဒီစာအုပ်ဆိုရင်စာအုပ်တစ်မရှိတော့ဘူးလားဆိုတဲ့ဟာမျိုးပေါ့တချို့စာအုပ်တွေရှိရဆိုပေမဲ့လည်းအင်္ဂလိပ်လိုဖြစ်နေတာမျိုးတွေဘာသာပြန်စာအုပ်မရှိတာမျိုးတွေဖြစ်လာတဲ့အခါမှာဒီစာအုပ်ဈေးကွက်ရဲ့ဟနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်နောက်2012မှာမဖြစ်လဲဆိုရင်2012မှာကျွန်တော်တို့ဒီရခိုင်ဒေသဘက်ရဲ့ဗုဒ္ဓဘာသာနဲ့ဒီမွတ်စလင်နဲ့ပြဿနာတွေဒီလိုဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကုညီချင်းစိတ်ရှိရဲ။နောက်ကချင်ဘက်မှာပြဿနာတွေရှိတဲ့အခါမှာကျွန်တော်အဲ့မှာစပြီးတော့ငင်းကြရေးနဲ့ပတ်သက်တဲ့တင်တန်းတွေစတက်လာတယ်။အသိမြညာပိုပြီးပွင့်လင်းလာတဲ့အခါမှာဘာသာမတူပေမဲ့လူမျိုးမတူပေမဲ့မိဖွဲ့လို့ရတယ်သဟဇာတဖြစ်အောင်နေလို့ရတယ်ဆိုတဲ့အကြောင်းအရာတွေသိလာတဲ့အခါမှာကျွန်တော်ကဒီဟာနဲ့ပတ်သက်တဲ့စာအုပ်တွေရှိသလားဆိုကြည့်တဲ့အခါမှာစာအုပ်ကမရှိတဲ့အတွက်ကျွန်တော်တို့ okay အဲ့ဒါဆိုရင်တော့ငါတို့ဟာဒီ2012ပြည်ထနာရေးအကြောင်းပေါ့နော်နောက်ပြီးတော့ဒီစာအုပ်ရှားပါတဲ့ကွက်လက်ကိုဖြည့်ခြင်းနဲ့အဲ့တော့ဒါစာအုပ်ရှားပါတဲ့ကွက်လက်ကိုဖြည့်နေတဲ့မြန်မာနိုင်ငံမှာရှိနေတဲ့လူမှုပြည်ထနာတွေငါတို့ဖြည့်ရှင်းရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ test တွေကိုစခဲ့ရပေါ့နော်အဲ့တော့ test တွေကဘာလုပ်လဲဆိုရင်ကလေးပုံမြင်စာအုပ်တွေထုတ်တယ်ဒါပေမဲ့ကလေးပုံမြင်စာအုပ် GB တည်တတ်တော့မဟုတ်ဘူးဒါပေမဲ့ပုံမြင်ထဲမှာ positive message တွေပါတယ်ပေါ့လေအဲ့ဘယ်လိုပုံမြင်စာအုပ်တွေထုတ်တယ်လဲဆိုရင်တော့ဒါကဒီကြက်ဥပုံမြင်ပေါ့ကြက်ဥကသူကတာမန်ကြက်ဥကလေးပဲမိသားစုတွေရှိရယ်သူဘွားပြပြပုံမြင်ကဘယ်လိုပုံမြင်မျိုးလဲဆိုတော့သူကဒီဘယ်လိုခေါ်မလဲတနေ့မှာသူတို့
ဒီကြက်ဥရွာမှာကြက်ဖာကြီးတွေရဖြစ်ကြတယ်ရဖြစ်တဲ့ခါမှာကြက်ဥတွေထွက်ပြေးရတဲ့ခါမှာမိဘဆုံးရှုံးသွားမိဘတွေနဲ့ကွဲသွားတယ်ပေါ့နော်အဲ့ချိန်မှာစိတ်ကောင်းရှိသောကြက်ဥလေးတွေကတခြားကြက်တွေကလာပြီးသူ့ကိုကူညီကြတယ်ပုံမြင်ပြောပြပေးတယ်အစားကျွေးတယ်ဆေးကုပေးတယ်ဒါမျိုးလေးတွေလုပ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အခါကျတော့သူစိတ်ကိုပို့ပြီးတော့အဆင်ပြေလာတယ်ပေါ့နော်ဒါပေမဲ့ तू ကကျတော့မိဘနဲ့အတူတူနေကျင်တယ်ပေါ့အဲ့တော့ကလေးပုံမြင်လေးသဘောအရဆိုရင်တော့ကျွန်တော်တို့ကပုံမြင်တစ်ခုဖန်တီးတယ်ဖန်တီးပြီးသွားပြီးတဲ့အခါမှာဟမ်ကျွန်တော်တို့ကပြဿနာနဲ့မိတ်ဆက်ပြီးရပေါ့နော်ပြဿနာဆိုတာဒီပုံမြင်မှာတော့ဗာပြဿနာလဲဆိုရင်ကျဖကြီးရဖြစ်တဲ့အတွက်သူတို့အိမ်နေဆုံးရှုံးတယ်ဆိုရပုံမြင်ဒါပေမဲ့ကလေးပုံမြင်ဖြစ်တဲ့အတွက်ကျွန်တော်တို့က happy ending တော့ထည့်ပေးရပေါ့နော်နောက်ဆုံးတော့သူစိတ်ကောင်းရှိတော့ကြက်ဖကြီးတွေကရှာဖွေပေးလိုက်တဲ့အခါမှာသူ့မိဘတွေသူပြန်တွေ့သွားတယ်ပေါ့ဆိုပြီးတော့အဲ့တော့ဒီဘယ်လိုခေါ်မလဲဒီပဋိပက္ခဖြစ်တဲ့အခါမှာဘာတွေဆုံးရှုံးတတ်တယ်လဲဘယ်လိုတွေဖြစ်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ introduce လုပ်တယ်ဒါပေမဲ့ introduce လုပ်တဲ့အခါမှာမိတ်ဆက်ပေးတဲ့ကလေးတွေကိုမိတ်ဆက်ပေးတဲ့အခါမှာအသက်ကဟို9နှစ်10နှစ်8နှစ်9နှစ်10နှစ်ကိုမိတ်ဆက်ပေးရဖြစ်တဲ့အခါမှာလူတွေမှာမတူညီတာတွေပဋိပက္ခဖြစ်တာတွေရှိတယ်ဒါပေမဲ့အဲ့လိုပဋိပက္ခဖြစ်နေတော့လဲတစ်ဖက်မှာလူကောင်းတွေရှိတယ်အဲ့လူကောင်းတွေကဒီ community ဒီရဲရဲဝရွာကိုပိုကောင်းလာအောင်လုပ်ဖို့ကြံဆောင်နေကြတယ်အဲ့လိုကြံဆောင်နေတဲ့အခါကလည်းလုပ်နေရည်လည်းအောင်မြင်နေဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ပြောပြရဲပေါ့နော်နောက်တစ်မျက်နှာကကျတော့ဒါအမျိုးသမီးတွေကိုအထူးသဖြင့်လုပ်ထားတဲ့ဦးစားပေးထားတဲ့ပုံမြင်ပေါ့ဥယျာဉ်မူလေးပုံဆိုတဲ့ပုံမြင်ပေါ့နော်သူကကျတော့လူတွေကအထူးသဖြင့်အမျိုးသားတွေဆိုရင်ခေါင်းဆောင်ဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုကြတော့အများကြီးမတွေးဘဲနဲ့အမျိုးသားခေါင်းဆောင်ဆိုတဲ့ဟာကိုအလွယ်တကူနဲ့လက်ခံတာရှိပေမဲ့အမျိုးသမီးတွေခေါင်းဆောင်ဖြစ်တဲ့အခါမှာသူကဘာလို့အမျိုးသမီးကခေါင်းဆောင်ဖြစ်ရမှာလဲသူကဒါကိုဖြည့်ရှင်းနိုင်မှာမလားသူတို့က emotion များတယ်ဒါမျိုးတွေအတွေးခေါ်တွေအတွေးတွေရှိရဲပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကခြေဖြတ်ရှင်တဲ့အတွက်ဒီပုံမျိုးထုတ်တယ်ပေါ့နော်နောက်တစ်ပုတ်ကကျတော့ဒီ crystal angel နဲ့ပေါ့နော်ဒီplastic မိတ်စာကောင်းဆိုတဲ့ဟာမျိုးပေါ့ဒါကတော့ plastic တွေကိုကျွန်တော်တို့ကplastic တွေကဒီ community အတွက်ဒီရေရွာအတွက်ဒီမြေကြီးတွေအတွက်ဘယ်လောက်တောင်ဆိုးကျိုးဖြစ်တယ်လဲဆိုတဲ့ပုံမြင်တွေထုတ်တယ်နောက်တစ်ခုကကျတော့ဒါကတော့ရေချိုးပြင်းတဲ့ကလေးတွေအတွက်ပေါ့နော်အဲ့တော့ပြောချင်တာကပုံမြင်စာအုပ်ကျွန်တော်တို့မှာရှိရဲပုံမြင်စာအုပ်တွေမှာမတူညီတဲ့သတင်းအချက်အလက်တွေပါတယ်ပေါ့နော်နောက်ဆုံး super kids ကြတော့ဗာလဲဆိုရင်ဒါကလည်းခန္ဓာကိုယ်ရဲ့ပေါ့နော်အတွင်းပိုင်းထဲမှာဘလို့အလုပ်လုပ်လဲကျန်းမာအောင်ဘလို့နေရမလဲဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့သင်ပေးရပါပေါ့နော်အဲ့တော့ that story ကအဆောက်အခုဆိုရင်တော့အုတ်100ကျော်ရှိတယ်အဲ့ဒီထဲမှာဘာတွေပါလဲဆိုရင်မတူကွဲပြားမှုကိုသင်တာရှိတယ်သဘာဝပတ်ဝန်းကျင်အကြောင်းရေကြီးတာနောက်တစ်ခုကဒီအမိုက်နဲ့ပတ်သက်တာ plastic အမိုက်လည်းမျိုးစုံရှိရပေါ့နော် plastic နဲ့ပတ်သက်တာဒါမျိုးတွေနောက်တစ်ခုကကျတော့ဒီကလေးခွင့်ရင်းနဲ့ပတ်သက်တာကလေးခွင့်ရင်းတွေလည်းအများကြီးရှိတာဟုတ်အဲ့တော့ရှင်သန်ခွင့်နောက်တစ်ခုကဒီဖွံ့ဖြိုးခွင့်အဲ့လိုမျိုးရှင်ပွင့်ကာပါပေါ့နော်အဲ့လေးခုအပြင်မှာ detail ဖြစ်တဲ့ဟာတွေလည်းပါတယ်ပေါ့နော်ဥမာအဖွဲ့လိုက်ဘလို့အလုပ်လုပ်ကြမလဲဆိုတဲ့ပုံမြင်လေးတွေကျွန်တော်တို့ပြောတယ်ပေါ့လေအဲ့တော့နောက်တစ်ခုကကျတော့အဲ့လိုမျိုးခေါင်းစဉ်အကြီးဖြစ်သလိုပဲကျွန်တော်တို့နည်းနည်းငယ်တဲ့ကလေးအတွက်ဆိုရင်ကျွန်တော်တို့ကဘာပြောလဲဆိုရင်ချစ်ချင်းမေတ္တာအရေးကြီးရပေါ့နော်အများစုကျွန်တော်ကအတနည်းနည်းကြီးနေပြီဆိုတော့ကျွန်တော်မိဘတွေဆိုရင်သားသမီးတွေကိုဆက်သွယ်တဲ့အခါမှာချစ်ချောင်းမပြတတ်ဘူးပေါ့နော်သူတို့ကဘာလို့ဖြစ်ပြီးဘာပြောလဲဆိုရင်ချစ်ချောင်းကိုမပြနဲ့တင်မလားချစ်တာကိုတိုးတိုးလေးချစ်အလိုမလိုက်ရဘူးဆိုတော့ခေါင်းစဉ်အောက်မှာကြီးပြင်းလာတဲ့မိဘတွေပေါ့နော်မိဘတိုင်းကိုတော့မဆိုလိုပါဘူးဒါပေမဲ့ကျမမိဘတွေကတော့ကျမနဲ့တငယ်ချင်းမိဘတွေကတော့သားသမီးကိုချစ်ချောင်းသိမ့်မပြဘူးချစ်ရင်လိုလိုက်တယ်လို့ဖြစ်မှာဆိုပြီးသူတို့ကချစ်တော့ချစ်တယ်ဒါပေမဲ့ချစ်ချောင်းမပြောဘူးဒါပေမဲ့ချစ်တယ်မချစ်ဘူးမုန်းတယ်မမုန်းဘူးဆိုတဲ့ဟာတွေကကျွန်တော်တို့က तू ကချစ်တာလား तू ကကြိုက်တာလား तू ကမကြိုက်ဘူးလားဆိုတာကိုကျွန်တော်တို့မျက်နှာမှာမျက်နှာဟန်ပန်ကိုကျွန်တော်ကြည့်လို့မရဘူးလေသူတို့ပြောမှကျွန်တော်တို့သိမှာဟုတ်အဲ့တော့နောက်တစ်ခုကအချစ်ခံရတယ်ပေါ့နော်ကိုယ်စေတနာရှိတယ်ဆိုတဲ့ဟာကကလေးသာမကကျွန်တော်တို့အရွယ်မှာဒါလုံခြုံတဲ့ခံစားချက်ကိုရစေတယ်လုံခြုံမှုဖြစ်ပြီးဆိုရင်ကျန်တဲ့အရာတွေကဖြည်းဖြည်းပြဿနာတွေအရန်မကြီးထွားတော့ဘူးစိတ်လုံခြုံပြီဆိုရင်တော်တော်များများပြဿနာကိုဖြေရှင်းနိုင်တယ်ဆိုတာယုံကြည်တဲ့အတွက်ကျွန်တော်တို့ကဒီအသက်ငယ်တဲ့ကလေးတွေကိုချစ်ချင်းမေတ္တာတရားနဲ့ပတ်သက်တဲ့ပုံမြင်လေးတွေကျွန်တော်စပြီးပြောပြရပါတော့
အဲ့တော့ခုနကပြောခဲ့သလိုပဲကျွန်တော်တို့နိုင်ငံမှာကပုံမြင်အများစုကမြန်မာလိုရေးထားတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကမြန်မာတွေဗမာတွေမကဘူးပေါ့နော်တခြားတိုင်းရင်းသားတွေရှိတယ်နောက်တစ်ခုကကိုယ့်ဘာသာကိုယ့်ရဲ့ဒီစကားကိုလေ့လာသင်ယူခြင်းဟာလည်းကိုယ့်ရဲ့ဘယ်လိုခေါ်မလဲသိက္ခာတွေဘာတွေအတွက်ကိုမြင့်မားစေတာဖြစ်တဲ့အတွက်အရေးကြီးတယ်လို့ကျွန်တော်ကယုံကြည်တယ်အဲ့တော့မြန်မာဘာသာစကားအပြင်တိုင်းသားဘာသာစကားတွေလည်းကျွန်တော်တို့ထုတ်တယ်ပေါ့နော်ကျွန်တော်တို့မှာတိုင်းသားဘာသာစကား18မျိုးလောက်ရှိရပေါ့နော်မြန်မာနဲ့ဆို18မျိုးလောက်ရှိတယ်အဲ့ဒီမှာအင်္ဂလိပ်လိုထုတ်တာရှိတယ်အီတလီလိုဘာသာပြန်ထားတဲ့စာအုပ်တချို့ရှိတယ်တချို့အာဆီယံ countries တွေမှာဘာသာပြန်ဖို့ခွင့်ပြုထားတဲ့စာအုပ်တွေရှိရပေါ့နော်အဲ့တော့တကယ်တော့မြန်မာလိုကတော့ကျွန်တော်တို့ကကျွန်တော်ကထုတ်ဝေသူကျွန်တော်တိုင်းသားဆိုရင်ကျွန်တော်လည်းမြန်မာစကားကိုအဓိကပြောပြီးတော့မြန်မာစာကိုပို့ပြီးတော့ကျွမ်းကျင်တဲ့လူဖြစ်တဲ့အတွက်မြန်မာလိုထုတ်တယ်ထုတ်ပြီးတော့မှတခြားဘာသာစကားကိုပြင်ရတယ်ပေါ့နော်ဘာသာတိုင်းသားဘာသာစကားတွေဘာသာပြန်ရတဲ့process ကတော့အမှန်တန်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့လက်ကွက်တွေမှာလွယ်လွယ်ကူကူမရဘူးလူရှာရတယ်နောက်တစ်ခုက standard ပေါ့နော်ဒီစလုံးကိုဒီလိုပေါင်းရမယ်ဆိုပြီးအင်္ဂလိပ်လိုမှရှိရင်မြန်မာလိုမှရှိပေမဲ့တိုင်းသားဘာသာစကားတချို့မှာဒီအဖွဲကဒီလိုပေါင်းပြီးဟိုဖွဲကဒီလိုပေါင်းတယ်ဒီမျိုးကကြဒီလိုပေါင်းတယ်ဆိုတာမျိုးတွေဖြစ်တဲ့အခါမှာအရင်ခက်ခဲရပေါ့နော်ဘယ်စကားကဘယ်လိုပေါင်းရမှာလဲဒီစကားကိုဒီလိုပေါင်းတဲ့အခါမှာဒီမျိုးကကြတော့ဒီလိုအတန်မထွက်ဘူးဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါဆိုရင်လိုက်ညှိရဖြစ်တော့တော်တော်ခက်ခဲရပေါ့ခက်ခဲတဲ့အခါမှာငါဘာသာမှမပါဘူးဆိုရင်ပိုကောင်းမယ်ဆိုတဲ့အတွေ့ရတဲ့အခါမှာဘာစာအုပ်ထဲမှာစာမပါတဲ့စာအုပ်တွေထုတ်ဖို့အတွက်အကြံရလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာသာပြန်ပြီးထုတ်တဲ့စာအုပ်တွေရှိသလိုစာအုပ်ထဲမှာစာမပါတဲ့ပုံမြင်တွေလည်းရှိပါတယ်ပေါ့နော်အဲ့တော့အဲ့စာအုပ်တွေကျွန်တော်တို့ကစာအုပ်ကထုတ်လိုက်ပြီလေထုတ်လိုက်ပြီးတော့ကျွန်တော်တို့ရည်ရွယ်ချက်ကလူမှုပြဿနာတွေကိုဖြေရှင်းနေတာလူမှုပြဿနာဖြေရှင်းအောင်စာအုပ်ထုတ်လိုက်တာနဲ့မဖြေရှင်းသွားဘူးဘာလို့လဲဆိုတော့အဲ့စာအုပ်ကိုတယောက်ကဖတ်မယ်မှဖြေရှင်းပါလေအဲ့လိုဖတ်ဖို့အတွက်ကိုကျွန်တော်တို့ကဝေးလံခေါင်ပြတဲ့နေရာတွေနွမ်းပါတဲ့နေရာတွေကိုကျွန်တော်တို့ဖြန့်ဝေရအလုပ်လုပ်ပါတယ်ဖြန့်ဝေတဲ့အခါမှာတော့မျိုးစုံရှိရပေါ့နော်ကျွန်တော်တို့ ਨੇ တွဲပြီးလုပ်တဲ့international ပေါ့နော်နိုင်ငံတကာကကလေးငယ်တွေအတွက်အလုပ်လုပ်တဲ့အဖွဲ့အစည်းတွေကနေတဆင့်ဖြန့်ဝေသလိုကျွန်တော်တို့ကိုယ်တိုင်ကနေဖြန့်ဝေတာတွေရှိရပေါ့နော်အဲ့တော့ဒီဖြန့်ဝေတဲ့နေရာမှာတော့ကျွန်တော်တို့ကိုကူညီတဲ့စေတနာဝန်ထမ်းပေါင်းများစွာရှိပါတယ်သူတို့တွေကမျိုးစုံဖြန့်နေတယ်ဥပမာတချို့နေရာတွေဆိုရင်ကုန်းတန်းရေတန်းပြီးလှေတန်းရေတန်းဆိုလှေပါပြီးသွားပြီပေါ့နော်ပြီးလမ်းလျှောက်ပြီးတော့ကုန်းတန်းမှာကားတွေစိုက်ကြတယ်မဟုတ်ဘဲနဲ့ကိုယ်တိုင်ထမ်းပြီးပို့ရတဲ့နေရာရှိရပေါ့နော်ရင်2021မတိုင်ခင်မှာတော့ဒီလိုလူတွေအများကြီးရှိရပေါ့နော်အခုတော့လမ်းပန်းဆက်သွယ်ရေးအရင်လောက်မကောင်းဖြစ်တဲ့အတွက်အများကြီးတော့မရှိတော့ဘူးတိုးတော်လဲကိုစိတ်ကိုစားပြီးတော့ဒီစာအုပ်တွေကိုကလေးတွေလက်ထက်ရအောင်ဖြန့်ပြီးသွားတယ်စေတနာဝန်ထမ်းတွေအများကြီးရှိပါတယ်မရေမတွက်နိုင်တဲ့အများကြီးကကူညီပြီးကျွန်တော်တို့စာအုပ်ဖြန့်ပေးပါတယ်အဲ့တော့နောက် slide ပေါ့နော်အဲ့မှာဖြန့်ပြီးတဲ့အခါမှာကျွန်တော်အခုဆိုရင်ကျွန်တော်တို့ကဒီစာအုပ်ပေါင်းပေါ့နော်တန်းကျော်လောက်ကိုပေါ့နော်1 million ဆိုတော့တန်းကျော်လောက်ကိုဖြန့်ပြီးသွားပြီအမတို့မြန်မာပြည်မှာမြို့ပေါင်း300ကျော်ရှိရလေ330ရှိရမှာ2021ရဲ့ဘယ်လိုခေါ်မလဲနောက်2021မဟုတ်2020မှာတော့မြို့ပေါင်း300ထိ reach လုပ်ခဲ့ပေါ့လေအဲ့တော့ကျန်တဲ့30ကတော့ကျွန်တော်တို့ reach လုပ်ဖို့အခက်ခဲတဲ့အတွက်မရောက်ဘူးပေါ့လေရှိရတော့မြို့ပေါင်း330ရှိရယ်နောက်ပြီးအခုဆိုရင်တော့17နှစ်ရှိသွားပြီ17နှစ်ကျော်သွားပြီပေါ့လေဒါကတော့မနစ်က2024တုန်းကလုပ်ထားတဲ့ slide ဖြစ်မယ်ထင်တယ်ကျွန်တော်လုပ်ထားတာပါဒီဇင်ဘာ19ကကနန်းအီတဲ့ပေါ့အမှန်တော့ဒီမှာဆိုရင်စာအုပ်ပေါင်း10သိန်း10သိန်းကျော်ပေါ့နော်10သိန်းကျော်ကဒီတက်ပို့ပြီးကနန်းများသွားပြီတစ်နှစ်စာဆိုတော့ကျွန်တော် update လုပ်ဖို့ update မလုပ်လိုက်ရဘူးနောက်ပြီးမြို့ပေါင်း300ကျော်ကျွန်တော်တို့ရောက်ရှိသွားတယ်ပေါ့နော်17နှစ်ကျွန်တော်ဒီမှာလုပ်နေတာဖြစ်ပါတယ်ပေါ့လေအရင်တော့ဆိုရင်အရင်တော့ကပေါ့နော်ဒီမှာအရင်တော့ Canal Plus တို့ MRTV Radio တို့ MRTV Television က MRTV ပေါ့နော် Radio နဲ့ Television နှစ်ခုပေါ့ပြီးတော့ Skynet တို့အဲ့ဟာတွေနဲ့ကျွန်တော်စာချုပ်တွေအများကြီးရှိရပေါ့လေနောက်ပြီးစိတ်မကောင်းစရာကတော့ကျွန်တော်တို့အဲ့အရာတွေကိုဗီဒီယိုတွေရိုက်တယ်ပုံမြင်ကြီးပဲပြောတာမျိုးမဟုတ်ဘဲနဲ့storytelling performance တွေပါပဲနဲ့ကျွန်တော်တို့ဗီဒီယိုတွေရိုက်ဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ on air မလုပ်ခဲ့ရဘူးပေါ့လေဒီအတိတ်ကဟာတွေပေါ့လေဒါပေမဲ့အခုမှတော့ကျွန်တော်တို့ LinkedIn တို့ Facebook တို့အဲ့ channel တော်တော်များများကိုကျွန်တော်တို့ပို့တယ်ပေါ့လေဒါတော့physical မဟုတ်ဘူးပေါ့လေဒါ
social media ပေါ်မှာရှိရတဲ့ဟာတွေပေါ့ YouTube မှာဆိုလဲကျွန်တော်တို့ပုံမြင်တော်တော်များများကိုသွားပြီးနှထောင်လို့ရပါတယ်ပေါ့လေ Telegram မှာလည်းအားရင်အားသလို PDF file တွေကိုကျွန်တော်တို့ share ပေးရရှိရပေါ့လေ Instagram တို့ Facebook တို့ကတော့ reach ရောက်တဲ့လူတွေကိုစီကို reach ရောက်တဲ့ပုံစံမျိုးပါပဲအဲ့မှာတော့Facebook မှာတော့ articles တွေကျွန်တော်တို့ရေးရပေါ့နော်ဒီ educate လုပ်တဲ့ပညာပေးတဲ့ articles တွေလုပ်ပါတယ်ပေါ့အဲ့တော့နောက် slide ပါရှင့်နောက် slide ကတော့ကျွန်တော်တို့ကဒီပုံမြင်တွေကိုကျွန်တော်တို့ကပုံမြင်တွေကိုဘယ်လိုခေါ်မလဲ share ရုံနဲ့ပုံမြင်မဲ့ကဲပုံမြင်နေဆိုပြီးတော့ပြောလိုက်တာပဲမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကပုံမြင်တွေမှာကျွန်တော်တို့ပေးချင်တဲ့သတင်းအချက်လက်တွေကိုထည့်ရေးထားတယ်ပုံမြင်တွေကိုပျော်စေခြင်းနဲ့ကလေးတွေကိုပျော်စေခြင်းနဲ့ပြီးတော့အဲ့ဒါနဲ့မပြီးသွားဘူးသူတို့ရဲ့ lifestyle ကိုပြောင်းစေခြင်းနဲ့အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်လိုလုပ်ရသလဲဆိုတော့အရင်တော့ဆရာမတို့ပေါ့နော်တကူလာကြလာကြတဲ့လူတွေကတော့အတွေ့အကြုံရှိလာတာမသိဘူး but time story တို့တော့ကျွန်တော်ငယ်ငယ်တုန်းကတော့အဖိုးကပုံမြင်ပြောပြတာရှိရဲဒါပေမဲ့စာမဖတ်တတ်တဲ့၍ကျွန်တော်တို့ပုံမြင်စာအုပ်မဝယ်ပေးရတယ်မဝယ်ပေးဘူးပေါ့လေနောက်ကကျွန်တော်ကတက်ကြီးမှရန်ကုန်ရောက်တာကိုနယ်မှာနေခဲ့ရတာဖြစ်တဲ့အတွက်ပုံမြင်တော့ဖတ်ရဖို့ဆိုကျွန်တော်တို့ကစောင့်ရတာရှိရဲရွှေသွေးကြားနေဆိုလဲအချိန်မရဘူးရှိရဲပေါ့နော်နောက်ကစာအုပ်ဆိုင်မှာပတ်စံပေးပြီးတော့ငှားမယ်ဆိုရင်လည်းခက်ခဲတွေရှိခဲ့တယ်ပေါ့လေမဘိုးမပေးရမျိုးတွေနောက်မိဘဟဲ့ကျောင်းစာပဲလုပ်ဆိုတဲ့ဟာမျိုးတွေရှိရပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာဒီဆရာမတွေစေနာဝန်ထမ်းတွေနဲ့မိဘတွေကိုကျွန်တော်တို့ကပုံမြင်တွေကအရေးကြီးတယ်ပုံမြင်တွေကနေပညာရက်တချို့ကိုသင်ပေးနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေပေါ့နော်ပုံမြင်ကနေပျော်ရွှင်မှုပေးနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေဒါမျိုးတွေကျွန်တော်တို့ကပြန်လည်မျှဝေရတယ်အဲ့တော့အဲ့လိုအလေးအကျင့်မရှိတဲ့အတွက်ကျွန်တော်တို့ကလောက်ရတဲ့ process တွေအများကြီးရှိတယ်တစ်အချက်ကတော့ဒီလိုမျိုးကျွန်တော်တို့စုံလင်ပြီးတော့ presentation လုပ်တာမျိုးရှိတယ်လို့တစ်ခါကြာရင်လည်းပေါ့နော်သင်တန်းခေါ်ပြီးတော့ပြောရတာရှိရပေါ့နော်အဲ့တော့နောက် slide မှာတော့ကျွန်တော်တို့ကဒီပုံမြင်တွေကို training တွေလုပ်ရတယ်ပေါ့နော်နောက် slide ကလေးနောက် slide ပုံမြင် training လုပ်တဲ့ပုံတွေပေါ့လေအဲ့တော့ကျွန်တော်တို့ကမိဘတွေဆရာတွေစေတနာဝန်ထမ်းတွေ librarian တွေကိုကျွန်တော်တို့ training ပေးပါတယ်ပေါ့လေဘာတွေ training ပေးသလဲဆိုရင်အဲ့ဥပမာစေနာဝန်ထမ်းကြတော့သူကစေနာဝန်ထမ်းအမျိုးသားရှိတယ်ကျွန်တော်တို့လိုစေနာဝန်ထမ်းတစ်လတစ်ခါလောက်မှပေါ်လာတဲ့စေနာဝန်ထမ်းတွေပေါ့နော်အဲ့လိုလူတွေကြတော့ဘလို့သင်ပုံမြင်ပြောနည်းပြောမလဲနေ့စဉ်ကလေးတွေနဲ့တွေ့နေတဲ့ဆရာမတွေကြတော့ပုံမြင်ပြောနည်းကဘလို့ရှိရယ်မိဘတွေကြတော့ဘလို့ဒါမျိုးတွေကျွန်တော်တို့ကပုံမြင်နေသင်ပေးရပေါ့နော်အဲ့မှာနောက် slide ပါရှင့်အဲ့မှာတော့ဘာတွေသင်လဲဆိုရင်ပုံမြင်ကိုဘလို့ပြောတဲ့နည်းလမ်းတွေကတော့ဒီ customize လုပ်ပြီးပြောရတယ်ပေါ့လေနောက်ခွက်ကျတော့တချို့နယ်တွေကအရန်ဝေးရယ်လေနောက်ကကျွန်တော်တို့ပုံမြင်တွေကဘယ်လောက်ပဲရှိရှိဥမာတက်ဆိုရအုတ်တရာကျော်ရှိရဲတခြားစာပေတိုက်ကဥတ်တရာဆိုမှကလေးတွေရဲ့စာတချို့တကယ်စာဖတ်တယ်ဆိုရင်ခဏလေးနဲ့ပြီးသွားတယ်တော့သူတို့ကပိုဖတ်ချင်တယ်လေသိရမလားနည်းနည်းအသက်ငယ်တဲ့ကလေးကြတော့ခဏဖတ်ပြီးမယ်အသက်နည်းကြီးတဲ့ကလေးကြတော့သူတို့ကပို့ပြီးတော့တခြားမတူညီရန်ဖတ်ချင်တယ်ဒါပေမဲ့စာကြည့်တိုက်ကစာအုပ်မရှိရမျိုးလည်းဖြစ်နိုင်တယ်ဝေးလံခေါင်ပြရလည်းဖြစ်နိုင်တဲ့အခါကျရင်ကျွန်တော်တို့ကဆရာမတွေကိုကိုပုံမြင်ကိုဖန်တီးဖို့အတွက်သင်ပေးတာရှိရဲနောက်ကအဲ့ဒီမှာလည်းဒီပုံမြင်ဖန်တီးတဲ့အခါမှာဆရာမတွေကိုပုံမြင်ဖန်တီးတာရှိတယ်လို့ကလေးတွေကိုကျွန်တော်တို့ကပုံမြင်ဖန်တီးတက်လာအောင်ဆိုပြီးတော့သင်ပေးတဲ့ training တွေရှိရဲနောက်တစ်ခုကကျွန်တော်တို့ကအထူးသဖြင့်ဒီ test တွေကိုစတဲ့အခါမှာငင်းချမ်းနဲ့ပတ်သက်တဲ့ဟာတွေမျိုးတွေကိုအထူးသဖြင့်ကျွန်တော်တို့ကပေါ့နော်ဒီငင်းချမ်းပြီဆိုရင်အရာအလုံးကပို့ပြီးတော့အဆင်ပြေလာတယ်ပေါ့နော် develop ဖွံ့ဖြိုးတိုးတက်မှုပုံမြန်တယ်လို့ကျွန်တော်တို့ကယုံကြည်ရဖြစ်တဲ့အတွက်ငင်းချမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသင်တန်းတွေလုပ်ပေးတယ်နောက်2020မှာတော့ကျွန်တော်တို့ digital နဲ့ဘယ်လိုခေါ်မလဲဒီဖုန်းသုံးတာတွေသတင်းအချက်လက်တွေမျှဝေတာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့စပြီးသင်လာတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီဗာလဲ reproductive health ပေါ့နော်ဒီသားဆက်ချာကျန်းမာရေးနဲ့ပတ်သက်တဲ့ပုံမြင်စာအုပ်တွေကျွန်တော်တို့ပုံမြင်စာအုပ်အပြင် training တွေစပြီးလုပ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီသင်တန်းသားတွေကခုနပြောသလိုပဲကလေးတွေပါတယ်လူကြီးတွေပါတယ်နောက်တစ်ခုကကျတော့ဒီပုံမြင်တွေမကဘဲနဲ့သူ့ရဲ့သင်တန်းအလိုက်ကိုမှကျွန်တော်တို့ကမလုပ်ရလဲဆိုတချို့ကျတော့ librarian တွေပါတယ် librarian တွေပါတယ်ဆရာမတွေပါတယ်ဆိုရင်ပုံမြင်ပြောပြီးွားရင်ပုံမြင်မပြောခင်ဘလို့ activities လုပ်ဖို့အတွက်စာတဲ့ပုံမြင်ပြောနေရင်ဘာတွေလုပ်ကြမလဲဆိုတဲ့ဟာပုံမြင်ပြောပြီးသွားရင်ဘလို့ပုံစံလုပ်မလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ activities တွေထုတ်ပေးရရှိရဲ။နောက်အခုဆိုရင် book games တွေပေါ့နော် game ဆော့ရတဲ့ဟာတွေရှိရဲပေါ့နော်အဲ့ဒါကြီးကျွန်တော်လုပ်လာတယ်။နောက် slide အဲ့တော့
အဲ့လိုမျိုး training တွေကိုနှစ်ပေါင်းများစွာပေးလာတဲ့အခါမှာကျွန်တော်2019မှာကျွန်တော်တို့ကတိုက်တွန်းစရာမလိုဘဲနဲ့ပေါ့နော်ကျွန်တော်တို့တော့ပြန် push တဲ့ community ကျွန်တော်တို့ရခဲ့ပူပါတယ်ပေါ့လေအဲရခဲ့ပူပါတယ်အဲ့တော့အယောက်300လောက်ရှိရပေါ့လေအဲ့တော့အနေနဲ့ရရမှာရှိရပေါ့လေသူတို့ဒါပေမဲ့အခု2020ကိုဗစ်ဖြစ်တယ်2021မှာနိုင်ငံရေးအခြေအနေတွေရှိလာတဲ့အခါမှာတော့ကျွန်တော်တို့အရန်engage မလုပ်နိုင်တော့ဘူးပေါ့လေလုပ်နိုင်တဲ့ဟာမျိုးလျော့သွားပါတယ်ပေါ့လေအဲ့တော့ဒါပေမဲ့ကျွန်တော်တို့မှာအခုထိတော့မျှော်လင့်ချက်ရှိပါသေးရဲ့ပေါ့လေအဲ့ဒီ community ကြီးပြန်ဖြစ်လာဖို့ပေါ့အဲ့တော့နောက်တစ်ခုကတော့ဒါကတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကအစပိုင်းကတော့ဒီ9နှစ်10နှစ်ကိုအဓိကထားတယ်နောက်ပိုင်းကျတော့9နှစ်10နှစ်ကနေအောက်ကဒီ9နှစ်10နှစ်ကိုကျွန်တော်တို့စာအုပ်ထုတ်လာတယ်အဲ့တော့ကျွန်တော်တို့ကဒီငယ်တဲ့ပေါ့နော်ငယ်တဲ့ကလေးတွေအတွက်ထုတ်သလိုကြီးရဲ့ကလေးတွေထွက်လာပေါ့ကျွန်တော်ငယ်ငယ်တော့အစီအစဉ်မှာတော့မှအတွေ့အကြုံရှိလားမသိဘူးကျွန်တော်ငယ်ငယ်တော့ကျွန်တော်မိဘတွေဆိုရင်ဟာဒီလူကြီးစာအုပ်တွေမဖတ်ရဘူးလို့ဘာလို့ပြောရလဲနော်အိမ်တော်မြင်မြန်စောစောကြမှာစိုးတယ်အတွေးတစ်ခုမှားမှာစိုးတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ကျွန်တော်တို့စာအုပ်မဖတ်ခိုင်းဘူးဒါပေမဲ့အဲ့တော့ငငယ်တော့အမေတွေကငါတို့ကိုအပြစ်စာအုပ်မဖတ်ခိုင်းဘူးဆိုတဲ့ဟာပဲတွေးရပါတော့မိဘတွေကလည်းအဲ့ဒါတော့ပဲသူတို့လည်းမတင်တော်တဲ့စာအုပ်တွေဖတ်မိတော့မှာပဲဆိုပြီးတော့တွေးရပေါ့သူတို့လည်းကာကွယ်ခြင်းစိတ်ရှိရဘူးအဲ့တော့ဒီစာအုပ်တွေကတော့ဒါဆယ်ကျော်သက်ကလေးတွေပေါ့နော်12နှစ်13နှစ်14နှစ်အတွက်ကိုထုတ်တဲ့ပုံမြင်နေဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကျတော့digital reach ကိုပေါ့နော် YouTube မှာခုနကပြောခဲ့သလိုပိုကင်းတွေထုတ်တယ်ရှိရဲနောက်တစ်ခုက YouTube channel မှာလည်းပုံမြင်စာအုပ်ဒါတော့262အုပ်ပြီးခဲ့တဲ့ဘက်ကပြန်ရည်ထားတာပေါ့နော်ဗီဒီယိုတွေရှိရဲ subscriber တွေလည်းတိုးလာတယ်ပေါ့နော်ဒါမှဆိုရင်ပုံမြင်စာအုပ်ကိုဝယ်စရာမလိုဘူးပေါ့လေဖတ်လို့ရတယ်ပေါ့လေနောက်တစ်ခုကကျကျွန်တော်တို့ထပ်ပြီးတော့ဟိုမျိုးမဂဇင်းစာအုပ်တွေထုတ်တာရှိရဲနောက်တစ်ခုကကျတော့ဒီတော့ဆိုရင်တော့ပုံမြင်ရေးတဲ့ training ပဲလုပ်တာအခုကျပုံမြင်လဲရေးပုံလဲဆွဲပေါ့ကျွန်တော်တို့ကပုံဆွဲနေတော့တင်တာမဟုတ်ဘူးဒါပေမဲ့ပုံဆွဲတက်တဲ့ဆရာတွေနဲ့ပုံဆွဲတက်တဲ့လူတွေရဲ့ပုံမြင်စာအုပ်ထုတ်ပူတဲ့လူတွေပေါင်းပြီးလုပ်လိုက်တဲ့ခါမှာပုံမဲဆွဲတဲ့ခါမှာတစ်ခါကျရင်ပုံတော့ဆွဲတတ်တယ်ကွာဒါပေမဲ့ကလေးပုံမြင်ကိုဘယ်လိုထုတ်ရမလဲသူတို့ရဲ့ perspective တွေကဘယ်လိုလဲview တွေဘယ်လိုရေးရမလဲဆိုတဲ့ဟာမျိုးတွေဥပမာပေါ့ပုံဆွဲတဲ့အခါကျဘယ် view ကနေဘယ် shoot out ကနေအပေါ်ကနေကြည့်ရမှာအောက်ကနေကြည့်ရမှာလားဘယ်သူကဥမာကလေးနှစ်ယောက်ဆိုရင်ဘယ်သူ့ကိုအကြီးဆွဲဘယ်သူ့ကိုအသေးဆွဲရမလဲဒါမျိုးတွေပေါ့နော်ပကြီးဆရာကြီးကျတော့တက်တက်ငယ်သေးတဲ့အခါမှာဒီလိုမျိုးအချက်လက်တွေကိုသူတို့ကမဆွဲတတ်သေးဘူးပေါ့နော်မကြည့်တတ်သေးဘူးအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဒီ experience တွေ့ကြုံရှိတဲ့ပကြီးဆရာတွေကိုကျွန်တော်တို့အခုညီ trainer အဖြစ်ခက်အပ်ပြီးတော့ဒီလူငယ်တွေကိုပေါ့နော်ပုံမြင်ဘယ်လိုဆွဲရမလဲဆိုတဲ့သင်တန်းတွေပေးပါတယ်ပေါ့လေအဲ့ဒါတော့သက်စရိုရဲ့ဟိုပါပေါ့ဘာကြီးလုပ်တယ်ဆိုရပေါ့အဲ့တော့ပြန်ပြီးချုပ်လိုက်ရမယ်ဆိုကျွန်တော်တို့များပါရင်နော်စီးပွားရေးတောင်မရောက်သေးဘူးဖြောမယ်ဆိုသက်စရိုက2016မှာဒါတော့ကျွန်တော်တို့သက်စရိုကဘာလုပ်သလဲပေါ့2016မှာ2014မှာစပါတယ်2016မှာတော့ကျွန်တော်တို့ကကုမ္ပဏီအနေနဲ့တည်ထောင်ထားပါတယ် registration လုပ်ထားပါတယ်ဘာလို့ကုမ္ပဏီနဲ့လဲဆိုရင်သက်စရိုမြန်မာနိုင်ငံမှာ social enterprise နဲ့ပတ်သက်ပြီးတော့law မရှိပါဘူးကျွန်တော်တို့2018 19လောက်မှာတော့အဲ့ဥပဒေပေါ်ပေါက်လာဖို့အတွက်စူးစမ်းခဲ့ပါတယ်ပေါ့လေဒါပေမဲ့စူးစမ်းခဲ့တဲ့အဆင့်ပဲရှိပါတယ်ပေါ့လေမဖြစ်မြောက်သွားဘူးပေါ့လေအခြေအနေတွေအဲ့လိုပဲအဲ့တော့ကျွန်တော်တို့စီမှာတော့ international နိုင်ငံတကာကနေအသိမှတ်ပြုရရှိရပေါ့ဥပမာပီနိုကီယိုနဲ့ယမင်းဆိုရင်ဒီပီနိုကီယို foundation ကနေကျွန်တော်တို့ကိုစုပေးထားတာရှိရယ်နောက်တစ်ခုကကြတော့ဒီမှာဆိုရင်ဒီ Journey to Happy Land ပေါ့နော်အဲ့ဒါဆိုရင်ဒီ ASEAN Asian countries တွေမှာဒီစာအုပ်ကိုဖြန့်ဝေနေရရှိတယ်။နောက်2020အရှေ့ပိုင်းမှာကျွန်တော်တို့ဒီပြတန်းစာအုပ်ရေးတော်သူများနဲ့စာချုပ်လုပ်ပြီးတော့ကျွန်တော်တို့ပုံမြင်စာအုပ်တွေကိုအစိုးရပြတန်းစာအုပ်တွေမှာထည့်ရတာရှိပါတယ်။အဲ့တော့ဒီမှာပြန်ပြီးခြုံပြောရမယ်ဆိုရင် that story ကဘာပြဿနာကိုဖြေရှင်းခြင်းလဲဆိုတဲ့ဟာမျိုးတွေရှိတယ်။ဥပမာအမိုက်ပြဿနာကိုဖြေရှင်းမယ်ဆိုရင်အဲ့ဒီပြဿနာကိုကျွန်တော်တို့ကကလေးအတွက်ခြုံချလိုက်ပြီးတော့ခြုံတယ်တေးသေးလေးခြုံလိုက်ပြီးတော့ပုံမြင်စာအုပ်ထုတ်တယ်။အဲ့ပုံမြင်စာအုပ်ထုတ်ပြီးတော့ထုတ်ရုံနဲ့မကဘူးပုံမြင်စာကိုဖတ်ကလေးတချို့ကလေးကဖတ်နိုင်တယ်တချို့ကမဖတ်နိုင်ဘူးတချို့ကကျတော့ဖတ်ရတာမကြိုက်ဘူးနားထောင်ရတာကြိုက်တယ်ဒီလိုမျိုးစုံဖြစ်တဲ့ဟာကို storytelling ပေါ့နော် reading storytelling အဲ့ဒါတွေကိုကျွန်တော်တို့သင်ပေးတယ်ပြီးအဲ့ပုံမြင်
စာအုပ်ရလာပြီဆိုရင်သူ့ကို support လုပ်မဲ့ materials တွေထုတ်တယ်ပြီးရင်သူ့ရဲ့ daily life မှာတစ်ခါကြရင်ဘယ်လိုခေါ်မလဲပုံမြင်ဖတ်တယ်ပုံမြင်ပြောတဲ့အဆင့်တွေမကဘဲနဲ့ activities တွေလုပ်ဆောင်တယ်ပြီးရင်အဲ့ဒီဟာကိုမီဒီယာဆိုတာမျိုးစုံမီဒီယာပေါ့နော်အရင်ကဆိုတော့ newspaper တွေကအစကျွန်တော်တို့မျိုးစုံသတင်းဖြန့်ဝေရေးကအစကျွန်တော်တို့လုပ်တာတွေရှိရပေါ့နော်အခုတော့အဲ့ပိုင်းနည်းနည်းလေးအားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မရှိရတော့မဟုတ်ရှိနေသေးတယ်နောက်ခုကကျွန်တော်တို့က daily life မှာအဲ့ကလေးတွေကခုနကပြောခဲ့တဲ့ပုံမြင်တွေအမှိုက်မပစ်ပါနဲ့လို့တဘာပတ်ဝန်းကျင်ကိုချစ်ခင်မှာဒါမျိုးတွေကိုကျွန်တော်တို့ကသူ့ရဲ့ daily life မှာဖြစ်လာအောင်လို့ကျွန်တော်တို့ပြုစုပြောထောင်တယ်ဒါပေမဲ့ရေရှည်မှာတော့အဲ့ဒီဟာကတဖြည်းဖြည်းနဲ့ community ဒီရရွာတစ်ခုလုံးကလက်ခံလာပြီးတော့ပြောင်းလဲလာမယ်လို့ကျွန်တော်တို့မျှော်လင့်နေပေါ့နော်ဒါတော့ကျွန်တော်တို့ကပုံမြင်ကနေ system တစ်ခုကိုဘယ်လိုပြောင်းလဲလဲဆိုတော့ကျွန်တော်တို့ရဲ့မြေပုံပေါ့ကျွန်တော်တို့သွားကျင်တဲ့မြေပုံပေါ့အဲ့တော့ပြောရရင်တော့ပေါ့နော်အဲ့ဒီလိုမျိုးမြေပုံဖြစ်လာဒီကျွန်တော်တို့မျှော်လင့်ချက်တဲ့အိမ်မက်တွေအတွေးခေါ်တွေကနေ community ကနေပြောင်းလဲလာဖို့အတွက်ကိုကျွန်တော်တို့တချို့အစိတ်ပိုင်းတွေမှာရောက်ခဲ့တာရှိတယ်ဥပမာကလေးအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ဆိုရင်တချို့ကလေးဥမာ2020အထူးသဖြင့်2019မှာပေါ့နော်2020ကတော့ကိုဗစ်ကာလဆိုတော့ဒီလူစုစုအလုပ်တွေကမလုပ်ရဘူးပေါ့2019ကာလတွေမှာဆိုရင်ဒီပုံမျောသူများအဖွဲ့တွေဒါမျိုးတွေ community event တွေမှာဖိတ်တယ် community ကဘယ်လိုခေါ်မလဲငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့အရာတွေကိုပို့ပြီးတော့အလုပ်လုပ်လာတယ်ကလေးခွင့်ရေးနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်လာတယ်ဆိုတော့အကြောင်းအရာတွေကျွန်တော်တို့မှာ record တွေရှိတယ်ပြောင်းလဲလာတဲ့ record တွေရှိတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ကိုဗစ်ဝင်လာတယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်တို့ record တွေကရက်သွားတာပဲရှိတယ်ပေါ့နော်ဒါပေမဲ့ဒါကျွန်တော်တို့မပင်ပဲကျွန်တော်အဲ့ဒီကိုသွားနေတယ်အနောက်ကိုပြန်ဆုတ်ရတဲ့အချိန်ကြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့သွားနေတယ်ပေါ့နော်နောက်တစ်မျက်နှာကတော့ဘယ်ဟာပတ်စံနဲ့ကျွန်တော်တို့လုပ်တယ်လေအဓိက test တွေရပုံမြင်စာအုပ်တွေရောင်းတယ်ကျွန်တော်တို့ test တွေရစတဲ့အခါမှာတော့ကျွန်တော်တို့ကပုံမြင်စာအုပ်ကိုရောင်းပြီးရှာမယ်ပေါ့လေအရင်တော့စချင်းမှာကျွန်တော်တို့က organization လုပ်ဖို့လည်းအစီအစဉ်မရှိဘူးဘာမှအစီအစဉ်မရှိဘူးကလေးစာပေမှာကွက်လက်ဖြစ်နေတယ်တပိုင်းဒီဘက်မှာ2012မှာပြဿနာများမျိုးစုံရှိတယ်ကချင်ဘက်မှာရှိတယ်ရခိုင်ဘက်မှာရှိတယ်ဒီပြဿနာကိုကျွန်တော်တို့ဖြေရှင်းခြင်းတယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုကျွန်တော်တို့ကပေါင်းလိုက်တာငင်းချမ်းရေးပြဿနာကိုဖြေရှင်းခြင်းနဲ့စာအုပ်မရှိဘူးအဲ့နှစ်ခုကိုပေါင်းလိုက်ပြီးတော့ကျွန်တော်တို့ထုတ်တာဒါပေမဲ့အဲ့ကာလမှာပုံမျိုးသူများတွေကတော့သူတို့ကပုံမြင်နဲ့ပတ်သက်ပြီးအတွေ့အကြုံကရှိပြီးသားကျွန်တော်ကပုံမျိုးသူများမဟုတ်ခဲ့သေးဘူးပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်မှကျတော့ဘာတွေ့ကြုံမှမရှိဘူးကျွန်တော်အင်ဂျင်နီယာဖြစ်ချင်တဲ့အကာလာတော့ပြီးတော့အင်ဂျင်နီယာကျောင်းသားတွေကိုကျွန်တော်စာပြန်တင်တဲ့အလုပ်လုပ်တယ်ပေါ့နော်ကြားထဲမှာအလုပ်ရှာနေတယ်အလုပ်ကတော့ရှိရဒါပေမဲ့ကျွန်တော်ကြိုက်တဲ့အလုပ်မဟုတ်တဲ့အတွက်ရှာနေရပေါ့အဲ့လိုမျိုးလုပ်တော့အဲ့တော့စာအုပ်လုပ်ကြမယ်ဆိုတော့ကျွန်တော်မှမကောင်းတဲ့ဟာရှိရမကောင်းတဲ့ဟာဆိုတာကျွန်တော်စီမှာရှိရမဟုတ်ဘူးကျွန်တော်သိထားတာပေါ့နော်ပြောရရင် NGO တွေမကောင်းဘူးဆိုတာကျွန်တော်ငယ်ငယ်တုန်းကသင်ခံထားရတဲ့လူတွေပေါ့နော်နောက်ခုကပရဟိတအဖွဲ့တွေကခဏလေးနဲ့တည်သွားတယ်ဆိုတာလည်းကျွန်တော်ကသိထားတယ်ပေါ့နော်ဒါမမှန်ဘူးကျွန်တော်သိတာမှန်ဘူးဘာလို့ကောင်းတဲ့ NGO တွေကောင်းရေရှည်တည်မြဲတဲ့စေနာဝင်တဲ့အဖွဲ့တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ငယ်ခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒါကိုသိထားတဲ့အခါမှာဒီ test story စတင်တဲ့အခါမှာကျွန်တော်ရဲ့ co-founder တငယ်ချင်းတွေကိုပြောတာဒါကဒီဟာ NGO လုပ်မယ်ဆိုရင်ငါမပါဘူးနောက်တစ်ခုကကျတော့စေနာဝင်တဲ့လုပ်မယ်ဆိုလည်းငါမပါဘူးဘာလို့လဲဆိုတော့ငါမှာစေနာဝင်တဲ့အဖွဲ့ရှိပြီးသားငါအချိန်တွေလည်းပေးထားပြီးသားဆိုတော့ငါမှနောက်ထပ်စေနာဝင်တဲ့လုပ်ဖို့အတွက်ငါမှအချိန်မရှိတော့ဘူးဒါပေမဲ့စီးပွားရေးလုပ်မယ်ဆိုရင်တော့ပါမယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့စီးပွားရေးလုပ်ရအောင်လဲငါတို့အကုန်လုံးကစေနာဝင်တန်းနေပြီးတော့စေနာဝန်ထမ်းတွေကစုပြီးတော့စီးပွားရေးလုပ်တယ်ဆိုတဲ့ဟာကြတော့ fair ဖြစ်မနေဘူးလေအဲ့တော့နီးလန်းရှာတာပေါ့နီးလန်းရှာတဲ့အခါမှာ social enterprise ကိုတွေ့သွားပြီးတော့ဒီရဲ့စီးပွားရေး model ကိုသိတဲ့အခါမှာ social enterprise ဆိုပြီးကိုခံယူပြီးတော့လုပ်ဖြစ်တယ်ဒါပေမဲ့တကယ်တမ်းစပြီးစာအုပ်ရောင်းမဲ့အခါမှာကျမတို့ကစာအုပ်ရောင်းနဲ့မရောင်းတော့ဘူးစာအုပ်တော့ထုတ်လိုက်တယ်ထုတ်ပြီးရင်အဲ့ဒါကိုဘယ်လောက်နဲ့ရောင်းရမလဲကျမတို့မသိဘူးဘယ်လိုတွက်ရမလဲမသိဘူးတွက်လိုက်တော့လေဘာဖြစ်လဲဆိုတော့ကိုရောင်းတဲ့စာအုပ်နဲ့ဈေးနှုန်းနဲ့ဘလို့မှမကနိုင်ဘူး
မကဒါပေမဲ့ကျမတို့ကဆက်ဆက်ချင်းမှာတော့ဘယ်လိုဖြစ်တယ်လဲဆိုတော့တစ်ချက်2014ကာလမှာ14ကာလမှာကျွန်တော်တို့ကလူငယ်တွေဆိုတော့ကျွန်တော်တို့မှာပေါ်နေတာအချိန်ပေါ့နော်အချိန်ပေါ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ပထမဆုံးမှာဒီ grant သေးသေးလေးရတယ်အဲ့တော့ grant သေးရတဲ့ခါမှာလည်းကျွန်တော်တို့ကဘယ်လောက်တော့ဆိုးသလဲဆိုရင်စာအုပ်တွေကအလှူရတာကိုလောက်ရော့ဒီတက်အုပ်ငါတက်အုပ်ဆိုပြီးအဲ့လိုမျိုးအဲ့လိုဝေးတာစင်းအောင်မှတ်တက်သလားဆိုတာမသိဘူးစင်းအောင်မမှတ်တက်ဘူးအဲ့စာအုပ်ထောင်လောက်လူဝေပြီးတော့နေမသူ့ကိုပေးလိုက်လဲဆိုတော့ငါအခုလိုပဲဝေလိုက်တယ်လေဆိုတော့အဲ့လိုဝေလို့မရဘူးဆိုပြီးတော့ဒါပေမဲ့ကံကောင်းတာကကျွန်တော်ရဲ့အကြံပေးကကျွန်တော်တို့ပေါ်မှာတီးခံတယ်ပေါ့နော်ကျွန်တော်တို့စာအုပ်အဲ့လိုဝေလိုက်လဲဒါရောင်းသားတာမဟုတ်ဘူးပေါ့နော်ဝေလိုက်တာဖြစ်တယ်လို့သူတို့ကယုံကြည်ရဲ့အတွက်ဘာမှအရေးမရှိဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့တစ်ခါပါပဲနောက်ပိုင်းကျတော့ဒါမလုပ်အောင်ဆိုတာသိသွားတဲ့အခါမှာပြင်နေပေါ့လေအဲ့တော့စာအုပ်စပြီးရောင်းလာတဲ့အခါကျတော့အမျက်ကိုမတွက်တတ်ဘူးအဲ့တော့ဘယ်လိုလုပ်ရလဲဆိုကျွန်တော်တို့ကစာအုပ်ဆိုင်ကိုသွားတယ်သွားပြီးတော့ဒီစာအုပ်လေးရောင်းချင်လို့ပါဥမာရန်ကုန်ကမြန်မာ book center မဟုတ်သေးဘူးပါလေအဲ့တော့အယုတ်တွေရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိရယ်နိုင်ငံခြားသားတွေပဲလာတာကျွန်တော်တို့အဲ့စာအုပ်ကိုသွားတင်တယ်တင်ပြီးဘယ်လိုခေါ်မလဲပုံလေးတစ်ပုံချထားတယ်ဒီစာအုပ်ကိုလက်ကားယူလို့ရပါတယ်ချိန်တလောက်ငွေလှူပါဆိုပြီးတော့အဲ့လိုပြောတယ်မင်းအဲ့ဒါလည်းမဖြစ်သင့်ဘူးလေဒါပေမဲ့ကျွန်တော်တို့ကမသိဘူးဘယ်လိုလုပ်ရမှန်းမသိဘူးအဲ့လိုမျိုးဆိုတော့ပထမတော့လူတွေကစာအုပ်ကိုကြိုက်ယူသွားတယ်ပြီးရင်တိတ်တလောက်လှူတယ်စာအုပ်တော့ဟာ9000လည်းဖြစ်သွားတယ်1000လည်းဖြစ်သွားတယ်ဒါပေမဲ့အဲ့ကာလမှာကျွန်တော်ဘက်မှာကျွန်တော်တို့ကတုပ်ကို1000နဲ့ပဲရောင်းတာစာအုပ်ကိုဒါပေမဲ့အဲ့ဒါအမျက်ထွက်လာဆိုမထွက်ဘူးအဲ့တော့ကျွန်တော်တို့မှဝန်ထမ်းလည်းငှားလို့မရဘူးဘာလို့လဲဆိုကျွန်တော်မှမစက်မရှိဘူးလေအဲ့တော့ကျွန်တော်ကတစ်နှစ်ခွဲလောက်ကိုဒီလိုပဲရုန်းကန်ပြီး run သွားတယ်ဝန်ထမ်းလည်းမငှားဘူးဆိုကျွန်တော်က save မလုပ်တတ်ဘူးအဲ့တော့ဒီမှာဘာဖြစ်လဲဆိုတော့နောက်ပိုင်းတော့တဖြည်းဖြည်းနဲ့နှစ်နည်းနည်းကြာလာတဲ့အခါမှာသူများရဲ့စာအုပ်ဘယ်လိုရောင်းသလဲဒါမျိုးတွေပေါ့နော်လိုက်မေးရတာပေါ့ဒါပေမဲ့မြန်မာနိုင်ငံမှာကတင်တဲ့လူလည်းမရှိဘူးနောက်တစ်ခုကဒီဈေးနှုန်းတွေကိုဘယ်လိုတွက်ရလဲဆိုတဲ့ဟာကိုဘယ်သူတွေကတင်နေရလဲကျွန်တော်တို့မသိဘူးပေါ့နော်အဲ့တော့ဒါပေမဲ့တဖြည်းဖြည်းနဲ့နားလည်လာတဲ့အကြောင်းအရာတော့ community ရှိလာတာပေါ့နော်ဥပမာတခြား community ကသူကဈေးကိုဘယ်လိုတွက်တယ်ဆိုတာကိုသူရှင်းပြတယ်ဒါပေမဲ့စာအုပ်သူကစာအုပ်ရောင်းတာမဟုတ်ဘူးသူကကျတော့မုတ်ရောင်းတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဒါမှမဟုတ်ရင်သူတို့ကအင်းကြီးရောင်းတာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့အဲ့ချိန်မှာ तू ကဒီစာအုပ်ကိုရောင်းသူတို့ရောင်းတဲ့ဟာကိုလိုက်နားထောင်ပြီးတော့အော်အဲ့ဒါဆိုရင်မုံဆိုရင်တော့ငါတို့ကဘယ်လောက် percentage တင်လိုက်မယ်အဲဟင်းဆိုရင်တော့ဘယ်လောက် percentage တင်လိုက်မယ်ဆိုတာကိုသိလာတဲ့အခါမှာဈေးနှုန်းတွေကိုတင်လာတတ်တယ်ပြီးတော့ operation cost တွေကိုတဖြည်းဖြည်းနဲ့စင်းသွင်းလာမှတ်လာနိုင်တယ်စင်းမှတ်လာနိုင်တဲ့အခါမှာကိုယ့်ရဲ့ operation cost ကဘယ်လောက်ကုန်တယ်လဲစာအုပ်ထုတ် production cost ကဘယ်လောက်ကုန်တယ်လဲပြီးရင် sustain ပဲဖြစ်ဖို့အတွက်အမြတ်ကိုဘယ်လိုရှာရတယ်လဲဆိုတဲ့ဟာကိုတဖြည်းဖြည်းကြည့်လာရပေါ့နော်ပုံမှန်လေးဝင်ခဲရရင်တော့ grant တွေ donation တွေကတော့ကျမတို့စခဲ့တာဖြစ်ပါတယ်အခုထိလည်းကျမတို့မှာ grant တွေ donation တွေရှိနေတော့မှာပဲဒါပေမဲ့အဲ့ဒါကိုပဲ rely လုပ်နေရတော့မဟုတ်တော့ဘူးပေါ့လေအဲ့ဒါမျိုးတော့ရှိပါတယ်အဲ့တော့ပထမဆုံးစာအုပ်ရောက်ပါတယ်ပြီးရင်အဓိကက grant နဲ့ donation ကပထမစောပိုင်းကာလမှာတော့သူ့ပဲအားကိုးရတာပေါ့နော်နောက်ပိုင်းမှာတော့ကျမတို့ book sales ကိုအားကိုးပါတယ် book sales ကတော့ကျမတို့တွေမကဘဲနဲ့ဘယ်အဖွဲ့အစည်းကိုမဆိုစောက်တွေရောင်းဝယ်တဲ့နိုင်ငံခြားအဖွဲ့အစည်းတွေရှိရပေါ့နော်အဲ့ကနေအဲ့ကိုရောင်းနေပြီးရင်ကျွန်တော်တို့ဒီစောက်ဆိုင်တွေမှာစောက်ရောင်းရတယ်ပေါ့လေနောက်ပြီးတော့ခါခါကျရင်သူများက publishing လုပ်ချင်တယ်အဲငါတို့ကိုပုံဆွဲတာလေးကူပေးတို့လေးယောက်ဒီဇိုင်းလုပ်ပေးတို့ဘလို့စာအုပ်တွေဘလို့လုပ်ရတဲ့ consultant လုပ်ပေးဆိုရင်ကျွန်တော်တို့ဝန်ထမ်းတွေက consultancy service ပေးပါတယ်အဲ့ကနေဝင်ငွေတချို့ရပါတယ်နောက် training တွေ workshop တွေကအပြင်တွေကိုအခမဲ့ပေးတယ်ဆိုပေမဲ့ INGO ကနေလာပြီးတော့တောင်းဆိုတဲ့အခါမှာတော့ကျွန်တော်တို့ charges ယူပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အဓိက revenue source ကတော့ဒီငွေတကယ်ဝင်တာကတော့စာအုပ်ရောင်းတဲ့ဘက်ကပါပြီးတော့ grant နဲ့ donation တွေတချို့ရှိပါတယ်အဲ့တော့ခုနကစာအုပ်ပေါင်း10သိန်းကျော်ကျွန်တော်တို့လှူတယ်ဆိုတဲ့အထဲမှာလှူတဲ့အထဲကကျွန်တော်တို့ရဲ့ဒီ donation ပေါ့နော် donation တို့ grant တို့ပါတော့ရလာတဲ့အခါမှာတော့ operation cost ကတော့ကျွန်တော်တို့အကုန်လုံးတောင်းလို့မရပါဘူးပေါ့နော် grant ထဲမှာလေအထူးသဖြင့်ကျွန်တော်ရဲ့ alumni grant ပေါ့ကျွန်တော်ကဘယ် program ရဲ့မှာကျွန်တော်ပါတယ်အဲ့ program ကပေးတဲ့ grant တိတိလေးဒေါ်လာ1500တို့အများဆုံးဒေါ်လာ2000တို့ပေါ့နော်အဲ့လိုမျိုးတွေဆိုကျွန်တော်ရတတ်တာရှိပါတယ်အဲ့လိုရတဲ့အခါကျရင်တော့ကျွန်တော်တို့ကိုသူ့ရဲ့အကြောင်းသားတွေကိုပေးတဲ့ grant ဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုလုံးအားကမပေးဘူးပါဒါပေမဲ့ကျွန်တော်တို့အဲ့ဒါလဲကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကစာအုပ်လှူချင်တာကိုလှူချင်တာဖြစ်တဲ့အတွက်စာအုပ်လှူဖို့အတွက်ပတ်စံရပြီဆိုကျွန်တော်တို့ကပျော်ပြီးတော့အခမဲ့လုံးအခလုပ်ပါတယ်ဒါပေမဲ့အခမဲ့လုံးဝအခမဲ့လားဆိုတော့လေလုံးဝအခမဲ့မဟုတ်ပါဘူးဘာလို့လဲဆိုကျွန်တော်တို့မှာစာအုပ်ဆိုင်တွေမှာစာအုပ်ရောင်းတဲ့အမျက်ငွေရှိရပေါ့နော်အဲ့ဒီအမျက်ငွေတွေနဲ့ကျွန်တော်တို့ဝန်ထမ်းကနေပေးပါတယ်နိနောက်ဆက်မျက်နှာလေးရှင်း
တော့ဒီမှာနောက်ဆက်မျက်နှာသွားနေတဲ့အချိန်မှာပေါ့နော်ဒီမှာထည့်မရေးထားတာပါလဲဆိုတော့နောက်မှလည်းပါမယ်ထင်ပါတယ်ပေါ့နော်အဓိကကတော့ social enterprise ကိုကျွန်တော်လည်းစပြီးလေ့လာတဲ့အခါမှာကောင်းလူတွေကဘယ်လိုခေါ်မလဲဒါလူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းဖြစ်တယ်ဆိုတော့လူတော်တော်များများကတော့ဒီအကျိုးမြတ်မြူသောအစိုးရမဟုတ်သောအဖွဲ့အစည်းတွေနဲ့မှားကြရပေါ့နော် NGO တို့ NPO နဲ့မှားကြတာရှိတယ်ကိုယ်တိုင်လည်းသိပြီးတော့ကွဲတော့ကွဲတယ်ဆိုပေမဲ့အရင်ကွဲအောင်မပြောတတ်ဘူးနောက်တစ်ခုကစီးပွားရေးလုပ်တဲ့ခါမှာလည်းစီးပွားရေးပညာမလေ့လာထားတဲ့အတွက်တချို့ຢာတွေဆိုရင်ဟာရတယ်လုပ်လိုက်မယ်ငါမပြိုင်ချင်ဘူးမသိချင်ဘူးအဲ့လိုမျိုးတွေပေါ့နော်လုပ်တယ်ကိုယ့်ရဲ့အဖွဲ့အစည်းကိုစီးပွားရေးကဲ့သို့မဆက်ဆံဘူးပေါ့နော်ဒါပေမဲ့လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းလုပ်ချင်နေဆိုရင်တော့ကျွန်တော်တို့ကNGO NPO တွေမှာထားရှိသောvalue တွေရှိတဲ့ကဲ့သို့စီးပွားရေးမှာလှုပ်ဆောင်ရမယ့်အရာတွေကိုကျွန်တော်တို့ကတိတိကျကျလှုပ်ဆောင်ရမှာဖြစ်ပါတယ်ပေါ့လေအဲ့တော့share တဲ့အလုပ်ကတော့သူကသူအင်တာနက်ပြန်ကောင်းလာရင် share လိုက်မယ်ပေါ့နော်အဲ့တော့ဒီ dancing cloud story ဆိုတာတိမ်ပေါ့ကားခုံပြန်လာတရုတ်များဆိုတဲ့ဟာတော့ကျွန်တော်တို့ရဲ့ဒီ impact story လေးပေါ့2019မှာကျွန်တော်တို့ကလေးတွေကိုကျွန်တော်အယောက်40လောက်ရှိရဲပေါ့နော် library လေးလုပ်ပေးထားတယ်အဲ့ library မှာသူတို့လာပြီးတော့ဆော့ကြတယ်အဲ့ဒါကိုကျွန်တော် train တယ်ပြီးရင်ဒီ working together ပေါ့နော်ဒီကလေးခွင့်ရေးမှာအတူတကွလှုပ်ဆောင်ခြင်းအဖွဲ့အစည်းဖွဲ့ခြင်းဆိုတဲ့ကလေးခွင့်ရေးတခုကိုကျွန်တော်တို့ကို facilitate လုပ်ပေးတယ်အဲ့ကနေထွက်လာတဲ့ပုံမြင်ကို2019မှာသတင်းဖြစ်တယ်2021မှာကျွန်တော်ကအဲ့သတင်းအဲ့ကိစ္စကိုကျွန်တော်ရဲ့စာရေးဆရာကိုပြောပြတယ်စာရေးဆရာ inspire လုပ်ပြီးတော့2022မှာပုံမြင်ဖန်တီးတယ် create လုပ်တယ်ပြီး2023မှာဒီပုံမြင်ကိုဖတ်တဲ့ကလေးတွေကအဲ့ပုံမြင်ထဲကအတိုင်းသူတို့ရဲ့ရေးရွာကိုပြောင်းလဲတယ်ပေါ့နော်ဒါလေးပေါ့ဆက်သွားလိုက်မယ်နော်နောက်တစ်ခါမျက်နှာကတကယ်လို့ကျွန်တော်ပြောတဲ့အထဲမှာပေါ့နော်ဘယ်လိုခေါ်မလဲသိကျင်တဲ့အရာတွေကပြပြဆိုမပါဝါဘူးဆိုရင်မေးလို့ရပါတယ်အချိန်လည်းကျွန်တော်တို့မှာရှိပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ ਨੇ တွဲပြီးလုပ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ပတ်စံအများကြီးဒီတက်အများကြီးရှိပါတယ်ဒါပေမဲ့ဥမာတချို့အဖွဲ့အစည်းကြီးကျွန်တော်တို့မထည့်ဖြစ်တဲ့အကြောင်းအရာတော့သူတို့ထည့်ခြင်းမဲ့ကျွန်တော်တို့ concept မရတဲ့အတွက်မထည့်ဘူးပေါ့လေတချို့လူတွေကတော့ထည့်ပါလို့ပြောလို့ထည့်ထားပါတယ်ပေါ့လေအဲ့တော့ဘာတွေလုပ်လဲဆိုရင်ဟာနောက်တစ်မျက်နှာမှာတော့ထပ်ပြီးခုနပြောသလိုပဲပေါ့နော်ကျွန်တော်အဓိကငွေရဘယ်လိုရှာသလဲဆိုရင်စာအုပ်ရောင်းပြီးရှာတယ်ပေါ့နော်အဓိကတော့စာအုပ်ရောင်းပြီးရှာတာပဲစာအုပ်ရောင်းပြီးရှာတယ်ပြီးရင်ခုန donation တွေလာတယ် partnership တွေလာတယ်တချို့ partnership တွေဆိုဘယ်လိုမျိုးလဲဆိုသူတို့ကကျွန်တော်တို့ကိုပုံမြင်စာအုပ်ထုတ်ဖို့အတွက်သူတို့ပြောချင်တဲ့ topic ကိုပုံမြင်စာအုပ်ထုတ်ဖို့အတွက်အကြံဉာဏ်နဲ့consultancy ပေးတယ်ပတ်စံပေးတယ်ကျွန်တော်တို့ကအဲ့အလုပ်ကို deliver လုပ်တယ်ပြီးရင်သူတို့နဲ့ logo နဲ့ပေါင်းထုတ်တယ်ပေါ့နော်အဲ့တော့တခြား organization တွေနဲ့ပူးပေါင်းပြီးလုပ်တာတွေရှိရပေါ့နော်နောက်တစ်မျက်နှာအဲ့တော့စကျွန်တော်တို့မှာရုံးခန်းမရှိဘူး2000ကြည်သေးလားတော့မသိဘူးပေါ့နော်စတော့ကျွန်တော်တို့ရုံးခန်းလည်းမရှိဘူး that story ဟာ organization ဖြစ်လာမှာလား just a project လား company ဖြစ်လာမှာဘာမှမသိဘူးပေါ့နော်ကျွန်တော်တို့ဘသူကဒီဟာကိုဆက်လုပ်မှာလဲကျွန်တော်တို့စီမှာစကစ်တဲ့အခါမှာလူအများကြီးပါပေမဲ့ဒီနေ့ထိရောက်လာဖို့တကလူအများကြီးကြံခဲ့ရရှိတယ်ပေါ့နော်နောက်တစ်ခုအဓိကတော့ပတ်စံမရှိတာပို့ဆိုးတာပေါ့ဥပမာထားပါတော့ဒီမှာမက်ကလရာစီမှာစာအုပ်100ထားရင်မလီလီအောင်စီမှာ1000ထားတယ်သူတို့အိမ်မှာရှိရဲ့ space ပေါ်မူတည်ပြီးကျွန်တော်တို့ထားရပေါ့လေဒါပေမဲ့ကျွန်တော်အတွေ့အကြုံကတော့တင်လာတာပေါ့လေဘာလို့ဆိုတော့တစ်ခါမှအဲ့လိုလုပ်ကိုမလုပ်ဘူးလားဒါပေမဲ့မလုပ်ဘူးပဲမဲ့လည်းတင်ယူရတာပေါ့လေနော်နောက်ပြီးတော့ငွေကမရှိတော့အရာအလုံးခက်ခဲပေါ့နော်ဒါပေမဲ့ဒီညမှာကျွန်တော်ကိုခဲ့တဲ့စေနာဝန်ထမ်းတိုင်းကိုအတိမပြုပါတယ်ပေါ့ဘာလို့လဲဆိုတော့ဘယ်စောက်ကိုဘယ်နေရာကိုဖြတ်မယ်လို့ပြောရင်ကျွန်တော်မှာကားလည်းမရှိဘူးလေကိုပိုင်ကားလည်းမရှိဘူးသူများကားလည်းမရှိရဖြစ်တဲ့အတွက်အဲကျွန်တော်လူနာတင်ရင်လုပ်တဲ့စေနာဝန်ထမ်းအဖွဲ့ကိုအကူအညီတောင်းတယ်ကျွန်မစာအုပ်လေးဖြန့်ကျင်လို့ပါဆိုအဲတော့တစ်ခါတော့ဆိုရင်ကျွန်တော်လူနာတင်ရင်ကနေစာအုပ်9000နော်9000ကိုချက်ချောင်းတစ်ခုကိုကျွန်တော်သွားပို့နေတဲ့လမ်းမှာဗာပြောလဲဆိုတော့ချက်ချောင်းတစ်ခုပို့တာမဟုတ်ကျွန်တော်ရှမ်းပြည်နယ်ကဘုန်းကြီးကျောင်းတစ်ခုကိုပို့တာဘယ်ကနေပို့အဲ့ချိန်မှာလမ်းမှာဗာပြောလဲဆိုတော့
အေးနဲ့အဲ့လက်ပံတန်းဘက်မှာတဲ့ပြဿနာတစ်ခုဖြစ်လို့တဲ့အဲ့လူနာရင်เนี่ยလက်ပံတန်းကိုသွားရမယ်တဲ့မလောက်ဘူးပေါ့နော်ဆိုတဲ့အချိန်မှာလူနာတင်ရင်အလောက်ကလူနာတင်တာလေစာအုပ်ပူတာမဟုတ်ဘူးအဲ့တော့ तू ကဘာလဲဆိုတော့အဲ့ညီနေကုန်းမှာရှိတဲ့ church လေညီနေကုန်းမိပွဲမှာရှိတဲ့ church မှာကျွန်တော်စာအုပ်တွေဝင်ထားခဲ့အဲ့ရ church ကကိုတော်ကိုပြောပြီးတော့အဲ့ဖုန်းကြီးเจ้าကိုစာအုပ်ပို့အဲ့လိုမျိုးလုပ်ရတယ်ပေါ့နော်လွယ်တော့မလွယ်ဘူးပေါ့ကျွန်တော်တငယ်ချင်းများများရှိရတယ်တခုတော့ကောင်းတယ်ပေါ့လေသူတို့လည်းကျွန်တော်ကူညီတယ်ကူညီရတဲ့အကြောင်းရင်းကလည်းကျွန်တော်ကိုယ့်အတွက်ကိုလုပ်နေရမဟုတ်တော့သူတို့ကူညီကြတာလည်းဖြစ်ပါမယ်ပေါ့နော်နောက်တစ်ခုကဒါပေမဲ့အဲ့ချိန်မှာသိရဒီလုပ်ငန်းကိုကြီးထွားခြင်းနေဆိုရင်တယောက်တည်းလုပ်လို့မရအောင် small business တွေရဲ့ကျွန်တော်အမြင်ပေါ့နော်အမှားဆုံးဟိုအများဆုံးအမှားကဘာလဲဆိုရင်သူတို့ကဝန်ထမ်းမငှားကြဘူးဝန်ထမ်းငှားလိုက်ရင်ကုန်သွားတယ်လို့ထင်တယ်ကျွန်တော်လည်းအဲ့လိုမျိုးကြုံခဲ့ရပေါ့နော်ကျွန်တော်ဆရာမက advisor ကအကောင့်တက်တယောက်လောက်ခေါ်မလားပေါ့ပြီးတော့ခေါ်ချင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဒါကိုကျွန်တော်မလုပ်နိုင်ဘူးလို့ထင်တယ်ကျွန်တော်လုပ်ရင်ပိုကောင်းမယ်လို့ကျွန်တော်ထင်နေတာနောက်ဆုံးကျတော့ကျွန်တော်လက်ခံလိုက်တယ်ပေါ့နော်နောက်ကျွန်တော်ကူမဲ့လူကားကားမောင်းတက်ပြီးတော့စာအုပ်မနိုင်တဲ့လူပေါ့ကျွန်တော်ကစာအုပ်ကားလည်းမမနိုင်ဘူးတကယ်တမ်းကျတော့အဲ့လိုလူမျိုးခေါ်လိုက်ပြီးတော့ကျွန်တော် delegate လုပ်ရတာပေါ့နော်ဘယ်သူကဘာလုပ်ဆိုပြီးတော့အဲ့ပြောရင်2014-16မှာပတ်စံအရင်စုရတယ်ပတ်စံမရှိတော့လည်းလူမငားကျင်တာလည်းပါတာပေါ့နော်ပတ်စံအရင်စုရတယ်အရင်ညှိရတယ်လို့လုပ်ရတယ်ဘာလုပ်ရလဲဆိုရင်ကျွန်တော်တို့ပုံမြင်လာပြောပါမယ်အခန်းကလေးနေရာလေးကိုကျွန်တော်တို့အခမဲ့ပေးပါတို့တကယ်မလားဒီကအဲ့လိုမျိုးပေါ့နော်ဟိုညှိကိုကတခုအဲ့ကာလာမှာတော့ကိုရီးယားကလေးတွေဖြစ်နေရောလေ20ကျော်လေးတွေဆိုတော့လူတော်များများကူညီကြပါတယ်နင်တို့ပုံမြင်လာပြောရင်အခန်းကမပေးနဲ့ဒီပွဲလေးမှာပုံမြင်လာပြောမယ်လေအခန်းစာအုပ်လေးလာရောင်းလို့ရလားအဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ဒါပေမဲ့2016 session မှာကျွန်တော်ကိုကူမဲ့ဝန်ထမ်းတွေရှိလာပြီဒါပေမဲ့ကျွန်တော်ကအဲ့အချိန်မှာ lead လုပ်ဖို့lead မလုပ်တတ်ဘူးဥမဆောင်တတ်ဘူးပေါ့နော်ဆိုလိုတာကဥဆောင်တယ်ခိုင်းတယ်လို့ပေါ့နော်ပြောရမှာပေါ့မြောက်ကိုအလုတ်ခွဲဝေဖို့ကျွန်တော်မလုပ်တတ်ဘူးပေါ့လေအဲ့အချိန်မှာအရန်ကတ်ခဲလေဒီလားမတော့ကျွန်တော်ကသူ့ကိုတစ်ခုပြောလိုက်တယ်သူတို့က live မလုပ်ဘူးဆိုတော့ကိုယ်ပဲလုပ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာအလုပ်ကမတွေ့ဘူးပေါ့အဲ့တော့နောက်ကို leadership ဖြစ်အောင်ပြန်ပြီးပြုပြင်ရတယ်ပေါ့နော် leader ဖြစ်တဲ့အခါမှာကောင်းတာတွေရှိကိုကောင်းတယ်လို့ဆက်ဆံရတယ်လို့မကောင်းတာကိုလည်းမကောင်းတာကိုဆက်ဆံရတယ်ဒါပေမဲ့ကျွန်တော်အခုထိ practice လုပ်နေလို့မယ်ပေါ့နော်ဒါပေမဲ့ပြောချင်တာကတော့နည်းနည်းတော့အရင်ကထက်2014-16ကတည်းကတော့ပိုတော်လာလို့ထင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့2018-19မှာကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ organization ကလည်းကြီးလာပြီဒါပေမဲ့ကျွန်တော်တို့မှာ community မှာကကျွန်တော်တို့ကိုကူညီပေးမဲ့အဖွဲ့တွေမရှိဘူးအဲ့ကာလမှာဆိုရင် Bridge Council ကတစ်ဖွဲ့ပဲရှိရကျွန်တော်အသိပေါ့နော်ကျွန်တဲ့အဖွဲ့တွေကအများကြီးမသိဘူးပေါ့အဲ့ချိန်မှာကျွန်တော်တို့ကလူမှုအကျိုးပြုစီးပွားရေးဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့က promote လုပ်မြင့်တင်နေရတာလူတွေပိုသိအောင်လုပ်နေရတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့တော့လုပ်နေရတာဖြစ်တော့လူတွေများမသိဘူးကျွန်တော်အဲ့ကာလမှာဝင်ကြီးဌာနတချို့ကိုသွားတွေ့ပြီးတော့ကျွန်တော်တို့ဒါကိုရှင်းပြတယ်ဒီ model အကြောင်းရှင်းပြပြီးမယ်သူက private အဖွဲ့လိုပဲထင်တယ်ပေါ့နော်ဒါမျိုးတွေဖြစ်လာတယ်အဲ့ challenge တွေကဘာတွေဖြစ်လာလဲဆိုတော့အခွန်ဆောင်ရတဲ့နေရာတွေမှာခက်ခဲရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဈေးကမှုန့်လင်းပြောရရင်ကျွန်တော်တို့ကလူရဲ့ဟာလဲလုပ်တယ်လူတဲ့အခါမှာကျွန်တော်တို့ရဲ့ရရှိတဲ့အမြတ်တွေကိုလည်းလူတာဖြစ်ပါတယ်ပေါ့နော်ခုနက donation တွေ grant တွေကအပြင်လူတာဖြစ်တဲ့အခါမှာဘာလဲဆိုတော့တချို့လူတွေကလူတာကိုစောင့်နေပေါ့လေအဲ့တော့တစ်ခါကြာရင်တော့ကျွန်တော်အစပိုင်းမှာတော့အဲ့ဒီကိစ္စက awareness စရာမဟုတ်ပါဘူးပေါ့လေဥမာဟေးကျမမှာပတ်စံ5သိန်းရှိတယ်ပေါ့နော်အမားတို့ကဘယ်လောက်လှူမှာလဲအဲ့လိုပြောပြီးတော့ဒါလေးလှူလိုက်မယ်လေလို့ပြောပြီးဟေးအဲ့ဆိုတော့5သိန်းကိုတခြား organization တွေဝယ်လိုက်မယ်ဆိုပထမတော့ကျွန်တော်အဆင်ပြေနောက်ကျတော့ကျွန်တော်ဆင်းရဲလာတဲ့ကာလသက်ဆိုရငွေသိပ်မရှိတဲ့ကာလမှာတော့အဲ့ဒါသိပ်မပြေချင်ဘူးပေါ့နော်အဲ့လိုတွေတော့ရှိပါတယ်အဲ့တော့ခါကြာရင်လူတွေကထင်တာကြတော့ဒါက pride အဖွဲ့လူမြင်တဲ့ဟာတွေရှိရပေါ့နော်ဒါလည်းမင်းတို့သူတို့အပြစ်မဟုတ်ပါဘူးကျွန်တော်ပုံဖော်ထားတဲ့အရာကကျွန်တော်ပညာနုစဉ်ပေါ့နော်အတွေ့အကြုံနည်းစဉ်ကာလမှာပုံဖော်ထားတဲ့အရာမျိုးတွေဖြစ်တယ်ပေါ့လေဆိုတဲ့ဟာကိုပေါ့အဲ့ဒါတွေဖြစ်ပါတယ်ပေါ့နောက်တစ်ခုကကြတော့ဗာလဲဆိုရင်အဲနောက်ဆက်မျက်နှာကကြတော့အဲ့2020မှာကအားလုံးသိတဲ့အတိုင်းဟိုဟာဖြစ်တယ် pandemic ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကလူနဲ့ပြောရတဲ့ပုံလူတွေလေလူချင်းဆက်သွယ်ရတာဖြစ်တဲ့အချိန်မှာဒီ pandemic ဖြစ်တဲ့အခါမှာလူချင်းနဲ့ဆက်သွယ်လို့မရအောင်
ကျွန်တော်တို့ထိခိုက်ဆုံးကမွင်ပြောတဲ့အစီအစဉ်တွေပွဲတွေမရှိတော့ဘူးနောက်တစ်ခုကဘောနော်ပုံပြောတဲ့အစီအစဉ်တွေမရှိတော့ဘူးနောက်တစ်ခုကဘာမရှိဘူးလဲဆိုရင်အဲ training တွေမလုပ်ရတော့ဘူးstoryteller တွေကတော်တော်စိတ်သက်သာကြရပေါ့နော်ကျွန်တော်အဲ့အလုပ်တွေမလုပ်နိုင်တော့တဲ့အခါမျိုးကြတော့ဘာဖြစ်လဲဆိုတော့ဘယ်လိုပြောင်းရမလဲဆိုတဲ့အခါမှာကျွန်တော်တို့ info ဒီ digital ဘက်ကိုပြောင်းဖို့ပြင်ဆင်ရတယ်ပေါ့နော်အားလုံးသိတဲ့အတိုင်း2021 25ကတော့ဘာမှမေးရမသေးကြတဲ့ကာလဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းအများနည်းတူသို့မဟုတ်အများထက်ပိုသောဒုက္ခတွေရောက်ခဲ့ကြတယ်ပေါ့လေဒါမျိုးတွေဖြစ်ပါတယ်ပေါ့လေဒါကတော့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ challenge တွေဖြစ်ပါတယ်ပေါ့လေနောက်တစ်ခုကကျွန်တော် lesson တွေပေါ့ဘာလဲဆိုတော့ဘာ lesson တွေဒီ journey တစ်ခုလုံးမှာဒီ17နှစ်ကျော်ကြာတဲ့ journey တစ်ခုမှာပေါ့နော်ဒီ key စဉ်တစ်ခုလုံးမှာဘာတွေဖြစ်ခဲ့သလဲပေါ့နော်ဘာတွေကိုကျွန်တော်လေ့လာရလဲဆိုတော့ဒီရေရှည်တည်တက်ခိုင်မြဲရေးလို့ကျွန်တော်တို့ကပြောရတယ်လေလူမှုအကျိုးပြုစီးပွားရေးမှာရေရှည်တည်တက်ခိုင်မြဲရေးတွေရှိတယ်လို့ပြောတယ်ဒါပေမဲ့အဲ့လိုပြောတဲ့အခါမျိုးမှာအဲ့ဒါဘာလဲဆိုတာနားလည်ဖို့လိုတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ငွေပဲရှင်းရှင်းပြောရရင်တော့ငွေပဲငွေလောက်တဲ့အခါမှာကျွန်တော်တို့ကသိရမှာကဘာလဲဆိုရင် cost ကုန်ကျစရိတ်ကဘာရှိလဲ pricing ကဘာရှိလဲနောက်တစ်ခုကငွေဈေးနှုန်းသတ်မှတ်တဲ့အခါမှာကိုယ့်ရဲ့ value တွေရှိရမယ်နောက်တစ်ခုကအပြင်ကကျတော့ပုံမှန်အဖွဲ့အစည်းတစ်ခုကရောင်းတဲ့ဈေးနှုန်းနဲ့ social enterprise ကရောင်းတဲ့ဈေးနှုန်းကိုဘာကြောင့်မတူအောင်သတ်မှတ်တာလဲဘလို့အကျိုးရှိလဲကိုယ့်ရဲ့ customer ဘယ်သူလဲဒါမျိုးတွေရှိရမယ်ပြီးရင် revenue ပေါ့နော်အမျက်ငွေထွက်လာဖို့အတွက်ဒါမှမဟုတ်လေငွေဝင်ဖို့အတွက်လမ်းကြောင်းတွေကျွန်တော်တို့ဆွဲရမယ်ပေါ့နော်အခုဥပမာလေးပြောရရင်ကျွန်တော်နေမကောင်းတာနည်းနည်းကြာသွားပြီပေါ့လေကျွန်တော်ဘတ်ဂျက်ကိုအရင်လောက်မလုံနိုင်ဘူးဒါပေမဲ့ကျွန်တော်လုံနိုင်ခဲ့တဲ့ကာလတုန်းကဆိုရင်ကျွန်တော်အပတ်စဉ်ဒီဘတ်ဂျက်ကိုတစ်ချိန်လုံးကြည့်နေတာဒီဘတ်ဂျက်ကဘယ်လောက်ကရော့နေပြီဘယ်လောက်ကဘယ်သူစီကဝင်နိုင်တယ်လဲဘတ်ဂျက်တွေကိုလည်းကျွန်တော်တို့အမြဲခံမှန်းရတယ်ခံမှန်းရတဲ့အပြင်လှုပ်ဆောင်ရတယ်ပေါ့နော်အခုတော့နေမကောင်းတာရဲ့အလုပ်များနေရတယ်နဲ့အဲ့ဒါသိမလုပ်နိုင်ဘူးအကြောင်းလဲကျွန်တော်တို့သက်ဆိုရနည်းနည်းငွေသိမ့်မရှိရလည်းဖြစ်နိုင်တယ်ဒါပေမဲ့ social enterprise လုပ်လို့မလုပ်လို့ budget ကအရေးကြီးဆုံးပဲလीနော် cost ကိုအများနဲ့ monitor လုပ်ရတယ်ပေါ့အများကြည့်ရတယ်။ဘာကြောင့်ဒီ cost တွေကရုတ်တရက်ပြောင်းလဲသွားတာလဲ။ဘယ်မှာဟနေရလဲ။နောက်တစ်ခုက supplies တွေပေါ့နော်။ဥပမာစားအုပ်စားဈေးတွေကအရင်ပြောင်းနေတဲ့အချိန်ရဲ့ဒေါ်လာဈေးအတက်ကြရဲဆိုရင်ကျွန်တော်အဲ့ဒါကိုအရင်ချိန်ရတယ်ပေါ့လေ။အဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီဟာကိုလုပ်ငန်းကအဆင်ပြေတယ်ဆိုပြီးတော့ငွေမရှာလို့မရအောင်ငွေမရှိရင်ဒီလောက်ကလုပ်လို့မရအောင်အဲ့တော့ငွေရှိရမယ်အဲ့တော့ကျွန်တော်တို့ရုံးမှာဆိုရင် passion ရှိတဲ့လူတွေကများတယ်ငွေရှာတဲ့လူကနည်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ကတော့ဘာပြောပြော organization ကို lead လုပ်နေတယ်လို့ကိုသတ်မှတ်တယ်ကို one of the co-founder ဆိုပေမဲ့ပြီးတော့ကျွန်တော်က social enterprise ကိုကျွန်တော်အဖွဲ့အစည်းထဲမှာကျွန်တော်နားလေဆုံးဖြစ်တယ်လို့ကိုပဲယူဆလိုက်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဘယ်လိုလုပ်လဲဆိုရင်ပေါ့နော်ဒီဟာကိုတိတိကျကျ balance ဖြစ်အောင်အမြဲတမ်းစူးစမ်းနေရပေါ့နော်အဲ့ရဲ့တရုံထဲမှာဆိုပေမဲ့ကျွန်တော်ကနည်းနည်းလေးအပြင်ထွက်ထုတ်ပြီးတော့ကြည့်ရပေါ့နောက်တစ်ခုကဘာလဲဆိုရင်ကိုပဲသိမိလို့မရဘူးအဲ့တော့အတက်နိုင်ဆုံးတော့ကျွန်တော်ရဲ့ဝန်ထမ်းတွေကလေးခွင့်ရဆိုလဲသိရမယ် social enterprise ဆိုတာဘာဖြစ်တယ်လဲဆိုတာသိရမယ်ဆိုတာအတက်နိုင်ဆုံးသူတို့ educate လုပ်တယ်အဲ့ဒီတော့လည်းသင်တန်းတွေထားပေးတယ်ကျွန်တော်တို့ရဲ့ passion တွေကိုသူတို့မျှဝေတယ်ဒီလုပ်တယ်ပေါ့နော်အဲ့တော့သူတို့ပို့တော်လာလေးကိုအတွက်ကိုသက်တာလေးပဲလေအဲ့တော့ကျွန်တော်ထင်တော့ကျွန်တော်ဒီ2023 24 25မှာတော့ကျွန်တော်ပုံမှန်လုပ်နေတဲ့အလုပ်ထက်50%လောက် short လုပ်ဖြစ်တယ်ပေါ့လေအဲ့လို short လုပ်ဖြစ်ပေမဲ့ organization ကဆက် run နိုင်တယ်ပေါ့နော်သူတို့လည်းကျေးဇူးတင်ရပါတယ်နောက်ခုကသူတို့လည်းဖြည်းဖြည်းပို့ပြီးတော့ရန်တက်ပို့တော်လာတယ်လို့ကျွန်တော်ထင်တယ်ပေါ့လေနောက်တစ်ခုကလူတွေကလေကျွန်တော်တို့ကကျွန်တော် story ပြောရဲဘာကြောင့်ဒီလိုလုပ်တယ်ဆိုပြီးတော့ story ပြောရင်လူတွေကသဘောကျကြတယ်သူတို့အားပေးခြင်းစိတ်ရှိရယ်ကျွန်တော်စတော့ကဆိုရင်လူငယ်တွေလည်းဖြစ်တဲ့အတွက်ကလေးမလေးတွေကလေးလေးတွေလှုပ်ကြတယ်ဆိုပြီးတော့ချစ်ခင်စိတ်နဲ့စအုပ်ဝဲကြတယ်ပေါ့နော်ဒါပေမဲ့လူတွေကဘယ်လောက်ချစ်မှာလဲပေါ့ဘယ်နှခါချစ်မှာလဲပေါ့အဲ့လိုဆိုတော့ပြောချင်တာကလူတွေကချစ်ခင်စိတ်နဲ့စအုပ်ဝဲပေးရတာကျေးဇူးအရင်တင်ဖို့ကောင်းတယ်ဒါပေမဲ့သူတို့ကိုအမြဲတစေ customer ဖြစ်လာဖို့အတွက်ကတော့ချစ်ခင်စိတ်နဲ့ပြင်မရပါဘူးပေါ့လေသိလား
ဒီ quality ကိုယ့်ရဲ့စာအုပ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ product ကိုပဲဖြစ်ဖြစ်သူ့ရဲ့ quality ကောင်းမှပဲသူတို့ကထပ်ခါဝယ်ရပေါ့နော်ကျွန်တော်တို့17နှစ်လုံးစာအုပ်ပေါင်းများစွာသင်တန်းပေါင်းများစွာနဲ့ကျွန်တော်တို့ကောင်းကောင်းလဲပတ်နိုင်တယ်စာအုပ်ပေါင်းအုပ်တရာကျော်ကိုကျွန်တော်တို့ထုတ်နိုင်တယ်ဆိုတာကလည်းကျွန်တော်တို့ဒီပေါ်မှာ community ကကျွန်တော်တို့ရဲ့ quality ကိုပေါ့နော်ကျွန်တော်တို့စာအုပ်ရဲ့အရေးသွေးကိုကြိုက်တယ်လို့ကျွန်တော်ယူဆပါတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ကအမြဲတမ်းတစ်ခုခုထုတ်ပြီးဆိုရင်အရေးသွေးကိုမညံ့ဖို့အတွက်ကျွန်တော်တို့အန်ကျိတ်ပြီးနေရပါတယ်အထူးသဖြင့်ဒီလိုအချိန်ပေါ့စာအုပ်ဈေးနှုန်းကအရန်ဈေးတက်တယ်ပကြီးဆွဲခါတွေမှာလည်းကျွန်တော်တို့ကသေးသေးချာချာများစုံစမ်းမယ်ဆိုရင်ကျွန်တော်တို့ကပကြီးဆွဲခါမှာအများဆုံးပေးတဲ့အဖွဲ့အစည်းဖြစ်တယ်ပေါ့နော်royalty fees တွေလည်းပေးတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်တော်တော် organization တော်တော်များများမပေးကြပါဘူးကျွန်တော်တို့လည်းတက်နိုင်ဆုံးစူးစမ်းပြီးပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ cost တွေအရန်ကြီးရပေါ့နော်အဲ့ကြားထဲမှာမှကျွန်တော်တို့စူးစမ်းပြီးထုတ်တယ်ပေါ့ထုတ်တဲ့အခါမှာဒီ cost တွေကို cover လုပ်ဖို့ကကျွန်တော်တို့ရဲ့ customer တွေကအများဆုံးလုပ်ပေးရဆိုတော့လေဟောနောက်တစ်ခုကဘာလဲဆိုရင်အထူးသဖြင့်ကတော့ကျွန်တော်တို့က social enterprise ဆိုတဲ့ခေါင်းစဉ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကလူမှုအကျိုးပြုလုပ်ငန်းကဘာလုပ်တာလဲလူမှုတွေကိုအကျိုးပြုချင်တာလေအဲ့တော့ကျွန်တော်တို့က baseline သိဖို့လိုတယ်အရင်ကစာအုပ်တုပ်ပဲရှိရဲအခု9အုပ်ရှိရဲဆိုကျွန်တော်တို့ကအပြောင်းလဲ4အုပ်လုပ်နိုင်တယ်ပေါ့အဲ့တော့အဲ့နံပါတ်တွေကိုမသိရင်ကျွန်တော်တို့ကလုပ်လို့မရအောင်အဲ့လူမှုအကျိုးပြုစီးပွားရေးဖြစ်ရင်နံပါတ်သိရမယ်အဲ့တော့အရင်ကတော့ကျွန်တော်တို့တငယ်ချင်းတွေရောကျွန်တော်တို့အဖွဲ့အစည်းတွေမှာတော်တော်များများဒီစက်တာတွေကမဟုတ်ပဲနဲ့ကျွန်တော်တို့ပတ်ရှင်ကြောင့်ရောက်လာကြတဲ့လူတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒါကိုပြန်ပြီးတော့ကိုယ့်ကိုပြုစုပြောထောင်နေရတယ်ပေါ့နော်measurement ဘယ်လိုလုပ်မလဲ baseline ကပါလဲ assessment ဘယ်လိုလုပ်မလဲဘာကြောင့်ဒီဟာလုပ်တာလဲလုပ်လိုက်တာလို့မရဘူးပေါ့နော်ကျွန်တော်တို့မှာရည်ရွယ်ချက်ရှိရမယ်တိုင်းတာရှိရမယ်အဲ့တိုင်းတာပြီးရင်ရောဘယ်လိုခေါ်လောက်တာမှန်သားစမ်းစစ်တာတွေရှိမယ်ပြင်ဆင်ရတယ်ရှိတယ်အဲ့ဒါတွေအကုန်လုံးကမစစ်ဆေးထားဘူးမတိုင်းတာထားဘူးဆိုမရပါဘူးပေါ့နော်နောက်တစ်ခုကတော့စိတ်ပေါ့နော် resilience ပေါ့တကယ်တော့ခုနကကျွန်တော်တို့မှာ challenge တွေရှိရဲဆိုတာကအဲ့အပြောတဲ့အများကြီးရှိပါတယ်ပေါ့နော်အတက်နိုင်ဆုံးကျွန်တော်အဖွဲ့အစည်းကကျွန်တော်ရဲ့ဒုတိယအိမ်ဖြစ်တယ်ပေါ့နော်တခါကျရင်ကျွန်တော်အိမ်တက်တောင်ကျွန်တော်အချိန်ပေးအချိန်များဖြစ်တဲ့အတွက်ကျွန်တော်အိမ်ပေါ့နော်ကျွန်တော်အိမ်မှာရှိတဲ့အိမ်သူအိမ်သားတွေကျန်းမာရေးစိတ်ကျန်းမာရေးလူကျန်းမာရေးကိုကျွန်တော်အာရုံစိုက်တယ်ပေါ့လေစိုက်နိုင်တယ်လို့ပေါ့လေကျွန်တော်အတိုင်းတာနဲ့စိုက်တယ်သူတို့ရဲ့အဲ့အပြင်မှာဘယ်လိုခေါ်မလဲပြဿနာတစ်ခုကိုအရင်တော့တိတ်နားမလဲပေါ့အရာအလုံးကကျွန်တော်ပဲဖြေရှင်းရတယ်လို့ထင်တာပေါ့လေနောက်ပိုင်းတော့ကျွန်တော်တို့က share ဟိုမျှဝေတာဝန်တွေကိုမျှဝေသလိုတာဝန်ယူမှုတာဝန်ခံမှုကိုလည်းမျှဝေဖို့ကြိုးစားရပေါ့နော်အဲ့တော့ပြဿနာတွေအများကြီးဖြစ်လာတဲ့အခါမှာကျွန်တော်တို့က bounce back ပေါ့နော်ပြန်ပြီးတော့ပြန်လည်တက်ခတ်မှု resilience ဖြစ်လာဖို့အတွက်အရင်အရေးကြီးရပေါ့နော်အဲ့လိုမျိုးဖြစ်လာဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ရတာအများကြီးရှိရပေါ့နော်ဒီမျိုးစုံနဲ့ပြင်ဆင်ရတယ်အဲ့တော့အဓိကအဓိကအဖြစ်ကိုယ့်ရဲ့ဝန်ထမ်းတွေကိုယ့်လုပ်ဖို့ကံဘက်တွေရဲ့ well-being တွေသူတို့ရဲ့ financial သူတို့ရဲ့ငွေနဲ့ပတ်သက်တဲ့ပေါ့နော်ဒီစားလစာပုံမှန်လေးရနေဖို့နောက်တစ်ခုကကျသူတို့ရဲ့ emotion တွေကောင်းနေဖို့ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းရတယ်ပေါ့လေအဲ့တော့အဲ့ဒါဒီအခုပြောနေတဲ့ဒီ၅ချက်ကအရေးကြီးဆုံးလို့ကျွန်တော်မြင်တယ်ပေါ့နော်ကျွန်တော်ရဲ့17နှစ်တာကာလမှာတော့ပတ်စံသေချာရှာရမယ်ပြီးရင်ဘယ်လိုခေါ်မလဲကျွန်တော်ဝန်ထမ်းတွေအပါဝင်ကျွန်တော် co-founder တွေကတူညီသောအာ same page ပေါ့နော်တူညီသော passion ရှိရမယ်ပြီးကိုလုပ်တဲ့အလုပ်ပေါ်မှာကျွန်တော်တို့ကပို့ပြီးဖြည်းဖြည်းနဲ့အချိန်နဲ့အမျှပို့တော်လာရမယ်ကျွန်တော်တို့ရဲ့ product ပေါ်မှာကျွန်တော်တို့သစ္စာရှိရမယ်ပြီးတော့ကျွန်တော်တို့ကလူမှုအကျိုးပြုစီးပွားလုပ်နေရဖြစ်တဲ့အတွက်အတိုင်းတာတဲ့ဟာတွေကိုကျွန်တော်တို့ trust သေချာလုပ်ရမယ်ပြီးရင်ကျွန်တော်တို့က resilience ဖြစ်ရမယ်ဘာလို့ဆိုတော့ပြဿနာကထူးသဖြင့်မြန်မာဖြစ်တဲ့အတွက်ပြဿနာတွေကရှိနေဦးမှာပဲအဲ့တော့အဲ့ပြဿနာတွေကဘယ်တော့ပိုဆိုးလာမှာလားမတူတာတွေဖြစ်လာမှာလားဆိုကျွန်တော်တို့မသိဘူးအဲ့တော့အဲ့ resilience ဖြစ်လာဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ရမယ်။ဒါမှ emotional well-being ဘာညာပြင်ရမှာပေါ့နော်။အဲ့တော့အနောက်ကတော့ဘာမှတော့မဟုတ်ပါဘူး။ကျွန်တော်အဲ့ဒါအနောက်လာမဲ့ slide တွေကတော့ထွေထူးထူးမဟုတ်ဘူးပေါ့နော်။အဲ့တော့ကျွန်တော်လည်းမေးချင်ပြောတာရမ်းများသွားပြီဆိုတော့မေးချင်တာလေးမေးဖို့ကျွန်တော်ရက်လိုက်မယ်လေနော်ဟုတ်ဒီမှာရှိသောဆရာမတို့အနေနဲ့ပေါ့နော်ဟိုဒီ social enterprise နဲ့ပဲဖြစ်ဖြစ်ဟုတ်ကဲ့ဟော zone user ဆိုပြီးတော့ grade ပေါ်ပါတယ်ဟုတ်မေးလို့ရပါတယ်ဟုတ်ကဲ့
hello ကြားလားအမမမေ့သက်ပါဟုတ်ဟုတ် ဆိုင် ကြား မှာ ပါ မို့ တ လို့ ယ် ဟိုကမဖွင့်လိုက်တော့ရနော် အော် က ဟု င် တ် မရာမဖွင့်တာဆိုင်မှာရောက်နေလို့ဟုတ် ဆရာမရေန hello ည်းနည်းမေးချင်လို့လေကြားရလားမသိ ဟောလေ Zoom user အရင်မေးပြီးတော့မလီလီရမေးလိုက် လို့ နော် ဟုတ်အမလီလီခဏနေမှမေးမလားရှင်အဲ့ဒါရင်လီ ဟုတ် လီ ကဲ့ ထော ဟုတ် က်လို ကဲ့ က် ရ တာ တယ် ဆို ရတ တော့ ယ် အမပြီးလို့ရှင်အမလီလီကိုအဆက်ပေးပါနော်ကျေးဇူး ဟုတ်ကဲ့ပါ ဟုတ် ကျေး ကဲ့ ဇူး ရှင် ပါ ဟုတ်အမမေတ္တာအဲ့ဒါဆိုမိကွန်းလေးနဲ့စလို့ရပါရှင်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါအမ ဟိုအမကလေသက်တာတီကိုပြောရမယ်ဆိုတော့နော်အခုမှသိလိုက်တာပေါ့နော်အမကလေအရင်တော့ကအဲ့လိုမျိုးလေးအရင်ဖြစ်စီခြင်းနော်စောင်းမတစ်ပုတ်ရေးဘူးရပေါ့နော်ကလေးတွေကိုညအိယာဝင်လို့ရှိရင်ပေါ့နော်ပုံပြင်းလေးတစ်ပုတ်ပြောပြပေးပါပေါ့နော်ရွှေပင်နာတော့ရွှေတေးဆိုတဲ့ခေါင်းစဉ်လေးနဲ့အမစောင်းမရေးဘူးရဘာဖြစ်လို့လဲဆိုတော့ကလေးတွေကိုပုံပြင်းလေးနဲ့စုံမဖို့ပေါ့နော်ဟိုကြက်မိသားစုပုံမြင်ဆိုရင်လည်းကလေးတွေကိုဒါစီယုံချင်းရပေါ့နော်ဘယ်လိုဖြစ်တယ်ဆိုတာမျိုးလေးအမရေးအဲ့လိုမျိုးလေးတွေရှိစေချင်တာပေါ့အခုတော့တက်တိုက်ဆိုင်မှာအဲ့ဒါအရန်ဝင်းတာပါတယ်ဒါလေးကိုတွေ့ရခါကြတော့လေအမတစ်ခုတော့ပြောချင်တာကဘာလဲဆိုတော့လေဟို YouTube မှာရောညီမလေးဗီဒီယိုလေးတွေရှိလားပေါ့ ဟုတ်ကဲ့ရှိပါတယ်အမ256ပုံမြင်ရှိရအမ ဟုတ်လားအော်ဟုတ်ပြီဘာဖြစ်လို့အမကလေအခုမှသိရခါကြတော့လေဟိုအရန်ပျော်သွားတယ်အဲ့ဒီ YouTube မှာရှိရဆိုအခုဘာဖြစ်လဲဆိုတော့ကလေးတွေကလေဟို YouTube ဖွင့်ကြည့်ရင်လေတခြားလေတကယ်ဘုသူတမရတဲ့ဟာမျိုးကြီးတွေပေါ့နော်ဟိုအဲ့လိုမျိုးကြီးကြည့်နေကြတာသူမလေးကအစားမြင်နေရတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေရှိတယ်ဆိုတော့အမကအရန်အဆင်ပြေလို့ပေါ့အဲ့ဒါလေးကိုသိချင်တာ YouTube မှာရောရှိတာပေါ့အမခုနကရိုက်ကြည့်ရောလေမတွေ့လို့ ဟုတ် that story children book ဆိုပြီးရှားပါမယ်အမ children book ဟုတ်ပြီမ children book မထည့်ပဲနဲ့ that story ရိုက်လိုက်တော့အင်္ဂလိပ်ဟာကြီးပဲထွက်လာတယ်ဟုတ်ဟုတ်တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ် ကျေးဇူးပါ အ ရှ များ င် ကြီးအောင်မြင်ပါစေဟုတ် ကျေးဇူးပါအမ